2550ခုနှစ်ဟောစာတက္ကရာ1390ခုနှစ်ဝါတုလပြည့်ကျော်9ရက်24ရက်9လ2008ခုနှစ်ရန်ကုန်မြို့မုဂ္ဂဝိပဿနာတရားစင်နဲ့လုပ်ငန်းစဉ်ပြန်ပွဲအဖွဲ့တို့ကြီးပါဝါတွင်ကျင်းပတော်ဗြဟ္မအကျေတော်ဆယ်စခန်းဝေး၌တောရနာနေ့မှာဆရာတော်ဦးဇနိတာသင်္ဃာတာဟောကြားအပ်တော်ခန္ဓာဉာဏ်မြင်နိဗ္ဗာန်ဝင်တရားတော်ဒီနေ့ဟောကြားပေးရမယ့်တရားဒီခန္ဓာဉာဏ်မြင်နိဗ္ဗာန်ဝင်တရားကိုဟောကြားပေးပါမယ်။ဘာတရားဟောမှာပါလဲ။အဲ့ဒီခန္ဓာဉာဏ်မြင်နိဗ္ဗာန်ဝင်တရားကိုမြတ်စွာဘုရားဟောကြားထားခဲ့တော်ဒေသနာတော်ထောက်ထားကျေးဇူးတော်ရှင်အက္ကမပန္တိကမဂ္ဂဆရာတော်ဘုရားကြီးရဲ့ဥပါနိကြအတိုင်းဒီဟောဖို့ညွန်ပြအဆုံးမပေးမှဖြစ်သောကြောင့်အလုံးတော်တရားဓမ္မတွေအနေနဲ့အာယုန်တစ်ပါးစိတ်ပဲတော်ပဲနဲ့ယူတည်စွာနာဂမတာရာဒါပေမဲ့ယနေ့ဟောကြားပေးရမယ့်တရားဒီတဲ့ခန္ဓာဉာဏ်မြင်နိဗ္ဗာန်ဝင်တရားဟောကြားပေးမယ်ဆိုတော့တရားဓမ္မတွေအနေနဲ့အခုလိုဆရာစခန်းဝင်ပြီးတရားကိုနာကြတယ်တရားကိုရှာကြတယ်တရားကိုအားထုတ်ကြတယ်ဆိုတာဘယ်ရောက်ရှင်လို့လဲနိဗ္ဗာန်ရောက်ရှင်လို့နိဗ္ဗာန်ကိုဝင်ရင်လို့ပေါ့နော်နိဗ္ဗာန်ကိုရောက်ရှင်လို့နိဗ္ဗာန်ဒီဥတော်မြို့တော်ကြီးတော်ဝင်ရင်လို့မတေမေတော်တော်ပါလေပဲနိဗ္ဗာန်ချမ်းသာကိုကိုယ်တွေ့ဉာဏ်မြင်အားဖြင့်အာယုပြုခြင်းလို့မြင်ခြင်းလို့ဒီဝါဤခန္ဓာဆုံးပြီးတဲ့ခါမှလည်းပဲနိဗ္ဗာန်ကိုရောက်ရှင်လို့နိဗ္ဗာန်ဒီဥတော်မြို့တော်ကြီးတို့ဝိညာဉ်တို့အခုလိုကြိုးစားပတ်စားနဲ့ဆယ်စကားဝင်ပြီးတရားကိုနာဂမတကြပါတယ်ဖရာတရားကိုကြည်ကြံကြိုးစားဘွားများအထုကြရပါတယ်ဖရာဆိုတဲ့အဖြစ်ဒီအမှန်မှမမှန်ကန်ဘူးလားမှန်ကန်ပါတယ်ဒါဖြင့်မိတို့ဒီနိဗ္ဗာန်ကိုမြင်ခြင်းလို့နိဗ္ဗာန်ကိုတွေ့ခြင်းလို့နိဗ္ဗာန်ကိုအာရုံပြုခြင်းလို့နိဗ္ဗာန်ချမ်းသာလိုရင်လို့နိဗ္ဗာန်ကိုဝิญဉ်လို့တရားနာတရားရှာတရားတော်မှာအထောက်ကြတယ်ဆိုတော့မိတို့ဒီနိဗ္ဗာန်ကိုရောက်ခြင်းမြင်ခြင်းညာတော်လည်းပဲခန္ဓာဘောမှညာမရောက်ခဲ့တော့နိဗ္ဗာန်မြင်ရလို့ရှိပါမလားရှိပါဘူးဗျာမသိမရတော်တွင်မှာပါနိဗ္ဗာန်ကိုမမြင်ရခဲ့တော့သိပြီးတဲ့အခါမှာလည်းပဲနိဗ္ဗာန်ရောက်လို့ရှိပါမလားရှိပါဘူးဗျာဒါပဲနိဗ္ဗာန်ကိုမြင်လဲမြင်နေပါလေဖေဟာရောက်လဲရောက်ချင်ပါလေဖေဟာနိဗ္ဗာန်ဒီလိုတော့မြို့တော်ကြီးတို့ဝင်လဲပဲဝင်နေပါလေဖေဟာဆိုရင်ဘယ်ပေါ်မှာညာရောက်ရမယ်ခန္ဓာကိုယ်မှာညာရောက်ရမယ်ဆိုတော့ကျွတ်တို့အလုံးကြီးကိုယ်စီကိုယ်ကခန္ဓာ၅ပါးနဲ့ရှင်တွဲပြီးတော့ဓွားကြလာကြစားကြတောက်ကြနေကြထိုင်ကြပါဒါပေမဲ့လူတိုင်းရဲ့သဏ္ဍာန်မှာခန္ဓာ၅ပါးကိုယ်စီမရှိဘူးလားရှိပါဘူးလူတိုင်းရဲ့သဏ္ဍာန်မှာခန္ဓာ၅ပါးကိုယ်စီရှိကြပါရှိရ냐တော်လည်းပဲအဲ့ဒီခန္ဓာဘဝအပေါ်အဲ့ဒီခန္ဓာ၅ပါးရဲ့အပေါ်မှာညာရောက်နေတဲ့သူအမှန်တမ်းရှားတယ်မရှားဘူးလားခန္ဓာ၅ပါးနဲ့ရှင်တွဲပြီးတွားကြလာကြနေကြထိုင်ကြ냐တော်လည်းပဲခန္ဓာဘုံမှာညာရောက်နေတဲ့သူအမှန်တမ်းရှားပါတယ်ခန္ဓာဘုံမှာညာမရောက်လို့လည်းပဲတဏမာနဒိဋ္ဌိကြီးရောက်ပြီးတော့ခန္ဓာလေးဆက်ကရ၍ဟိုလို့မစုံနာလို့မစုံတေးလို့မစုံမဖြစ်ကြရဘူးလားဒါပေမဲ့တန်တရားဘဝတစ်ခေတ်မှာတဲ့ခန္ဓာလေးဆက်ကရ၍ဟိုနာတယ်မစုံဖြစ်ကြရတာဒီပြထားကြောင့်လားခန္ဓာဘုံမှာညာမရောက်ခဲ့လို့လားဘယ်လိုပဲလူဝရသည်ဖြစ်ပါစေဘယ်လိုပဲသာသနာနဲ့ကြုံကြီးဖြစ်ပါစေဘယ်လိုပဲဆရာကောင်းသမားကောင်းတဲ့ကြုံကြီးဖြစ်ပါစေခန္ဓာဘုံမှာမှညာမရောက်ခဲ့တော့တဏှာလည်းရောက်မှာပဲမာနလည်းပဲဒိဋ္ဌိလည်းပဲခန္ဓာ၅ပါးနဲ့ရှင်သွဲပြီးနေကြ냐တော်လည်းပဲခန္ဓာဘုံမှာညာမရောက်တဲ့အတွက်တဏှာတို့မာနတို့ဒိဋ္ဌိကိုရောက်မှဆိုရင်တဏှာမာနဒိဋ္ဌိဆိုတာဘာသစ္စာသမုဒိယသစ္စာနော်တဏှာမာနဒိဋ္ဌိကဘာသစ္စာနိဗ္ဗာန်ရောက်ကြောင်းလားဒုက္ခရောက်ကြောင်းလားဒါပေခန္ဓာဘုံမှာညာမရောက်တဲ့အတွက်တဏှာမာနဒိဋ္ဌိခေါ်တဲ့သမုဒိယသစ္စာရောက်နေမှဆိုရင်သမုဒိယသစ္စာရှိတဲ့သူများတဲ့နိဗ္ဗာန်ရပါလားခန္ဓာပဲပြန်ရပါလားဒါပေနိဗ္ဗာန်ဆိုတာကဘာသစ္စာကိုရှင်တွဲနေတဲ့ခန္ဓာ၅ပါးကဘာသစ္စာဒါပေဒုက္ခသစ္စာခန္ဓာ၅ပါးကြီးနေဖြစ်နိရောဓသစ္စာဖြစ်တဲ့နိဗ္ဗာန်ကလက်ခံပါမလားနိဗ္ဗာန်ဆိုတာကခန္ဓာ၅ပါးချုပ်ငြိမ်းရာဌာနနော်နိဗ္ဗာန်ရောက်သွားရင်ခန္ဓာ၅ပါးမရှိတော့ဘူး
ယုံနာနှစ်ပါးလည်းပဲမရှိတော့ဘူးဒါပေမဲ့နိဗ္ဗာန်ဆိုတာတခြားလားခန္ဓာ၅ပါးချုပ်ငြိမ်းရလားဒါပေမဲ့ခန္ဓာ၅ပါးသိမှခန္ဓာ၅ပါးချုပ်မှဒုက္ခခါတဲ့ချုပ်ငြိမ်းမှနိဗ္ဗာန်ရောက်မယ်ဆိုတော့ကိုယ့်ရဲ့တဏ္ဍာမှာလည်းပဲခန္ဓာ၅ပါးဒုက္ခသစ္စာတရားကြီးရရှိနေတယ်တို့တော့ငါရဲ့ခန္ဓာ၅ပါးဒီဒုက္ခသစ္စာကြီးပဲလို့မကြည့်ပဲနဲ့တဏှာမာနဒိဋ္ဌိကြီးရှိနေမှာဆိုရင်ပထမရရှိတဲ့ခန္ဓာ၅ပါးအပေါ်မှာကိုမှဒီခန္ဓာ၅ပါးဒီဒုက္ခသစ္စာကြီးပဲလို့မကြည့်ရင်ဒီခန္ဓာ၅ပါးရဲ့အပေါ်မှာမုန်းပါမလားကိုရရှိတဲ့ခန္ဓာ၅ပါးအပေါ်မှာဒီခန္ဓာ၅ပါးဒီဒုက္ခသစ္စာကြီးပဲဒုက္ခသစ္စာကြီးပဲဒုက္ခသစ္စာကြီးပဲလို့ညာမမရောက်ခဲ့တော့ဝါမသိခဲ့တော့ဒီခန္ဓာကိုယ်ရဲ့အပေါ်မှာယုံမုန်းပါမလားဒုက္ခသစ္စာတိပဒုက္ခသစ္စာကိုမုန်းမှာအစတည်းကခန္ဓာ၅ပါးကိုဒုက္ခသစ္စာမှန်မှမသိခဲ့တော့မုန်းညာဘယ်ဝင်ပါမလဲဒါပေမဲ့ခန္ဓာပေါ်မှာညာမရောက်တဲ့အတွက်ဒုက္ခသစ္စာမှလည်းမသိဒုက္ခသစ္စာလည်းမဟုတ်ဒုက္ခသစ္စာလည်းမဆုံးဆိုရင်နိဗ္ဗာန်ကလက်ခံပါမလားဒါပေမဲ့အိုခြင်းကိယနိဗ္ဗာန်နာခြင်းကိယနိဗ္ဗာန်တေခြင်းကိယနိဗ္ဗာန်ကိုလိုချင်ကြခြင်းပါတယ်ဘုရားဆိုရင်ခန္ဓာ၅ပါးချုပ်ခြင်းအောင်ကြိုးစားရပဲ။ဘာ၅ပါးချုပ်အောင်ကြိုးစားရမယ်။ခန္ဓာနိရောဓနိဗ္ဗာန်ခန္ဓာနိရောဓခန္ဓာ၅ပါးချုပ်ခြင်းအောင်ဌာနတိတခြားလားနိဗ္ဗာန်လား။ဒါပေမဲ့ဒုက္ခခတ်တဲ့ချုပ်ခြင်းရနိဗ္ဗာန်ဩနာတိကိနဲ့နိဗ္ဗာန်ကိုလိုချင်ကြခြင်းပါတယ်ဘုရားဆိုရင်ခန္ဓာဘုံမှာဘာရောက်ရပဲ။ဩခန္ဓာဘုံမှာညာရောက်ပါမယ်ဆိုတော့ခန္ဓာဘုံမှာညာရောက်ခြင်းရဲ့တာရည်တပိစီဝါရည်နဲ့အချိန်ကုန်နေလို့မရောက်နိုင်ဘူးအခုလိုကြောက်ကံဖေးလာပြီးဆယ်စခန်းဝင်တရားကိုနာတရားကိုရှာတရားကိုကျင့်ညာယူစားပေါ်များကြမှာဒါရင်ခန္ဓာဘုံမှာညာကရောက်မှာဒါရင်တာရည်တပိစီဝါရည်ဆိုတကတခြားလားတဏမာနဒိဋ္ဌိဘွားကြောင်းလားဒီတရားနာတရားဓမ္မအထုတ္တကတခြားလားခန္ဓာမှာဉာဏ်ရောက်တဲ့အလုံးလားခန္ဓာမှာဉာဏ်ရောက်တော့တဏှာသိမယ်မာနသိမယ်ဒိဋ္ဌိသိမယ်ဆိုတော့ဟောတရားနာကြတရားရှာကြတရားဓမ္မအထုကြတာဒီတဏှာမာနဒိဋ္ဌိသိကြောင်းလို့ပဲဒါရည်သမေစီဝါယီကတဏှာမာနဒိဋ္ဌိပွားကြောင်းအလုံးတရားနာတရားအထုတာကတဏှာမာနဒိဋ္ဌိချုပ်ကြောင်းအလုံးမကွာခြားဘူးလားဒါပေမဲ့တဏှာမာနဒိဋ္ဌိချုပ်ပြီးဩနာတိကင်းတဲ့နိဗ္ဗာန်ကိုလိုချင်ကြတယ်ပါတယ်ဘုရားဆိုရင်တို့ညာရောက်ရမှာကတခြားလားခန္ဓာဘောလားဩခန္ဓာဘောမှာညာရောက်ရမယ်ဆိုတော့ခန္ဓာဆိုတာကတခြားလားကိုယ်မှာရှိရပဲလားကိုယ်မှာရှိရဟောလောကမှာယောက်ျားပဲမိန်းမပဲပုဂ္ဂိုလ်ပဲတ attva ပဲယဟန်ပဲကိုယ်ရပဲဆိုတာအပြောသမုဒိသစ္စာနော်ပရမတ္ထသစ္စာအနေအပဲတို့အလုံးရဲ့တဏ္ဍာမှာအမှရှိကြကတခြားလားခန္ဓာ၅ပါးလားခန္ဓာ၅ပါးကဘာတွေလဲယူပဲခန္ဓာဒါပေတရားဓမ္မညာညီကြတာဒီဩယောက်ျားဒီလားမိန်းမဒီလားခန္ဓာ၅ပါးလားအဲဒီခန္ဓာ၅ပါးကိုဘုရားရှင်ကတန်ခိတ္တေနာပိစုပါဒနှစ်ခန္ဓာပြီးဒုက္ခသစ္စာလို့မဟုတ်လားတို့တဏ္ဍာမရှိနေတဲ့ခန္ဓာ၅ပါးကဘာသစ္စာဘုဒ္ဓကဟောခဲ့တယ်ဒီဘုရားကိုယ်တိုင်ကိုကဒီခန္ဓာ၅ပါးဒီဒုက္ခသစ္စာပဲလို့ဟောကြားခဲ့ညာတော်လည်းပဲတို့ကခန္ဓာပေါ်မှာညာမရောက်တော့ငါပဲသူပဲယောက်ျားပဲမိန်းမပဲငါသားပဲငါသမီးပဲလို့တဏှာမာနဒိဋ္ဌိတွေပေါက်ဖွာပြီးတော့အတိမှားတွေအယူမှားတွေအမြင်မှားတွေမဖြစ်ရဘူးလားသဘောပါကြရဲ့လားဒါပဲအိုခြင်းနာခြင်းသိခြင်းကင်းရာနိဗ္ဗာန်ကိုလိုချင်ကြခြင်းပါတယ်ဘုရားဆိုရင်ခန္ဓာပေါ်မှာညာရောက်ရမယ်ဆိုတော့ကဲတို့ကခန္ဓာပေါ်မှာညာနဲ့ကြည့်လိုက်မယ်ဆိုရင်ဟောတကယ်ရှိကြကယောက်ျားမိန်းမလားခန္ဓာ၅ပါးလားအဒီခန္ဓာ၅ပါးကဘာသစ္စာဒါပဲဘုရားရှင်များဧကတဝကမဟာတဝကများသည်ခန္ဓာပေါ်မှာညာရောက်ကြလို့ဒါလေဘုရားဖြစ်ဧကတဝကမဟာတဝကဖြည်းပြီးဟိုမှာနေကဟိုမှာဘက်ကနိဗ္ဗာန်သို့ရောက်သွားကြပြီဘုရားရှင်များဧကတဝကများမဟာတဝကများဩနာတိကိယာနိဗ္ဗာန်သို့ရောက်သွားကြတာဒီတခြားကြောင့်ရောက်လာတာခန္ဓာပေါ်မှာညာရောက်လို့လား
တူပါပဲဖရာတူမှာ24ကျကုပြည့်80ဘိုးကြီးတသိန်းသောပုဂ္ဂိုလ်ဒီဟိုမှာဘက်ကနိဗ္ဗာန်တို့ရောက်သွားကြတာလေဘယ်ပုံမှာဘာရောက်သွားလို့လဲဒါပေမဲ့ကျွတ်တို့အတော်လည်းပဲဖရာရှင်များစံမျိုးရဒုဝနိဗ္ဗာန်ဒုက္ခနိဗ္ဗာန်တန်တိလက္ခဏာနဲ့ပြည့်စုံတဲ့နိဗ္ဗာန်ကိုလိုချင်ရသေးပါလေဖရာဆိုရင်အရေးကြီးစွာခန္ဓာမှာညာရောက်စေရမယ်သဘောပါရလားဒါပေခန္ဓာပေါ်မှာညာရောက်စေရမယ်ဆိုတော့ကျွတ်တို့တဏ္ဍာမှာအမှန်ရှိကြကလည်းခန္ဓာ၅ပါးဟုတ်လားဒါပေကျွတ်တို့တဏ္ဍာမှာအမှန်ရှိကြခန္ဓာ၅ပါးဒီမြဲကောမြဲလားချမ်းကောချမ်းသာရဲ့လားအစိုးကောရခဲ့လားနိစ္စခယထေနဒုက္ခဘယထေနအနတ္တအတ္တရကထေနခယထေနကုန်ခန်းပစ္စည်းတတ်သောသဘောကြောင့်နိစ္စမမြဲပါခန္ဓာ၅ပါးမမြဲဘူးလေနော်ဘယထေနဖြစ်ချင်းပြချင်းဘေးဖြစ်အမြဲတမ်းအနှိမ့်ဆက်ခန္ဓာရသောကြောင့်တခါလားဒုက္ခလားအတ္တရကထေနဒီအစိုးမရတဲ့အတွက်အနှိမ့်သာတာဘာတစ်ခုမှမရှိတဲ့အတွက်တခါလားအနတ္တလားဒါပေမဲ့ကျုပ်တို့ရှင်းတွဲနေတဲ့ခန္ဓာ၅ပါးဒီခိုင်မြဲတဲ့အနေချမ်းသာတဲ့အနေအစိုးရတဲ့အနေဘာတစ်ခုမှမရှိဘူးဒုစရချီးနှီးပဲဒါပေမဲ့ခန္ဓာ၅ပါးမှာခိုင်မြဲတဲ့အနေလည်းမရှိချမ်းသာတဲ့အနေလည်းမရှိအစိုးရတဲ့အနေလည်းမရှိတဲ့အတွက်ဒုစရအနေသာသာရှိတဲ့တရားလားအချီးနှီးတရားလားဒါကြောင့်ဆိုဘုရားကခန္ဓာပေါ်မှာညာရောက်ဖို့ရအတွက်ခန္ဓာ၅ပါးကိုဥပမာအားဖြင့်ဟောကြားထားခဲ့ပါတယ်။ယဟန်တို့မင်းတို့ဒီကိုယ်ခန္ဓာကိုယ်ညာနဲ့စိုက်ကြည့်ရပါဟုတ်လားကိုယ်ခန္ဓာကိုယ်ညာနဲ့စိုက်ကြည့်မှဆိုရင်ဖေနပိဏုပမာယူပံမင်းတို့တဏ္ဍာမှာရှိရဲ့ရုပ်ခန္ဓာဒီရေမျိုးဆိုင်ရေမျိုးခိုင်းတဲ့လာတဏ္ဍာလူတဲ့ဟောခဲ့ဘူးလားဒါပေမဲ့တွတ်တဏ္ဍာမှာေမာဘုက၄ပါးဥပါဒယုတ်က24ပါးပေါင်းမယ်ဆိုရင်ယုတ်28ပါးအဲ့ဒီယုတ်28ပါးကဘာခန္ဓာမာဘုက၄ပါးပေါ့နော်ဥပါဒယုတ်က24ပါးပေါင်းမယ်ဆိုရင်28ပါးအဲ့ဒီ28ပါးတော့ယုတ်တရားများကဘာခန္ဓာအဲ့ဒီယူဘခန္ဓာဒီဖေနပိဏုပမာရေမြုပ်ဆိုင်ရေမြုပ်ခဲနဲ့လာတဏ္ဍတူတယ်ဘာနဲ့တူလဲကျွတ်တို့တဏ္ဍာမှာရှိရဲ့ရုပ်28ပါးခေါ်တဲ့ယူဘခန္ဓာကြီးကြီးရေမျိုးဆိုင်ရေမျိုးခဲနဲ့အဇတဏ္ဍတူတဲ့ဆိုတော့စဉ်းစားကြည့်အစ္ဆအစ္ဆမှာရေမျိုးများသည့်ကန်းသက်မှာသွားပြီးတော့ကပ်ပြီးတော့နေပါတယ်တင်ပြီးတော့နေပါတယ်မနေဘူးလားဒါရင်ကန်းသက်မှာတရားဓမ္မတို့တင်းနေတဲ့ရေမျိုးများကိုကျွတ်တူကကြည့်မှဆိုရင်အဲ့ဒီအထက်မှာခိုင်မြဲတဲ့အနှစ်ကိုရှိရလားဘာနှစ်မှမရှိဘူးနော်အနှစ်မမိအကာတိပါပဲဘာမှအနှစ်မရှိဘူးအခေါင်းပွားပြီးတော့အဲ့ဒီရေမှုထဲမှာအစိတ်ရှိတဲ့တ attva တွေတော့မှရှိရင်ရှိဦးမယ်ကင်းတို့လိတ်တို့မွေတို့ဟုတ်လားအဲ့ဒီရေမှုဆိုင်ရေမှုခဲကြီးကိုတို့ကအဝေးကပဲကြီးကြီးအနီးကပဲကတ်ကြီးအနှစ်ဆိုတာဘာတစ်ခုရှိလဲဘာမှအနှစ်မရှိပါဘူးယောဂီများကအဲ့ဒီရေမှုဆိုင်ကြီးကိုကစားစရာလုပ်ဖို့အတွက်ဒုတ်နဲ့ကော်ပြီးဒုတ်နဲ့တွားပြီးကော်မဲ့ခတ်မဲ့ဆိုရင်ကဲပါလာပါမလားရေမွသွားမှာပဲအဲ့ဒီရေမှုဆိုင်ကြီးကိုခမည်းတော်ကကစားစရာကိုယ်ကလေးကစားစရာလုပ်ဖို့ဆိုပြီးတွားပြီးတော့တတုတ်တကုနဲ့ကော်ခတ်မဲ့ဆိုရင်ရပါမလားဘာဖြစ်သွားမယ်ကြေသွားမယ်ကြေမွသွားမယ်တခြားကြောင့်လားအနှစ်မရှိလို့လားအဲ့ဒီဥမာတိုင်းမှာပဲယောဂီများရဲ့တဏ္ဍာမှာဘုန်းကြီးတို့ရဲ့တဏ္ဍာမှာရှိနေရဲ့ရုပ်28ပါးကိုတဲ့ယူဘခန္ဓာလေးပဲရေမျိုးနဲ့အလတဏ္ဍာမတူဘူးလားဘာနှစ်မှမရှိဘူးနော်ခိုင်မြဲတဲ့အနှစ်ချမ်းသာတဲ့အနှစ်အစိုးရတဲ့အနှစ်ဘာနှစ်မှမရှိပါနော်ဒါပြင်ရေမျိုးဆိုင်ရေမျိုးခရီးမှာဘာတစ်ခုမှအနှစ်မရှိသလိုတို့တဏ္ဍာမှာရှိရဲ့ရုပ်ခန္ဓာမှာလည်းပဲဘာနှစ်မှမရှိတဲ့အတွက်တခြားလားဒုက္ခသစ္စာလားဒီကဲ့သို့ခန္ဓာပေါ်မှာညာရောက်ရမယ်။ငါပေါင်းဖော်နေရဲ့ယူဘခန္ဓာခေါ်တဲ့ယုတ်တရားကြီးမှာရေမျိုးဆိုင်ရေမျိုးခဲတဲ့ဝဲဘာနှစ်မှမရှိပါလားဘာနှစ်မှမရှိပါလားအနှစ်မရှိတဲ့အပြင်ကြောက်စရာကောင်းတဲ့တရားကြီးပါလားလို့ယုတ်ခန္ဓာပေါ်မှာညာရောက်ရမယ်။ဘယ်ခန္ဓာပေါ်ညာရောက်ရမလဲ။ရေမျိုးဆိုင်ရေမျိုးခဲနဲ့လာတန်တန်တူတဲ့ဤယုတ်ခန္ဓာကိုကြီးမှာဘာတစ်ခုမှအနှစ်မရှိပါလားဘာနှစ်မှမရှိပါလား
ဘာမှအတော့ချလို့မရပါလားဆက်ဆုပ်စရာပဲဆက်ဆုပ်စရာပဲပေါ့နော်ဒါဖြင့်အစ္စာအိုင်ဇမှာကနေတဲ့ရေလို့ဆိုင်ကိုတွားပြီးကြည့်မှဆိုရင်ဆက်ဆုပ်စရာယုံစရာမကောင်းလားနှလုံးနေစီးပြီးတော့အမှန်မှဆက်ဆုပ်စရာကောင်းပါတယ်ယုံစရာကောင်းပါတယ်ကြောက်စရာလည်းကောင်းပါတယ်မကောင်းလားဒါဖြင့်အစ္စာအိုင်ဇမှာရှိတဲ့ရေမြများသည်ဆက်ဆုပ်စရာကောင်းတယ်လို့ယုံစရာကောင်းတယ်လို့ကြောက်စရာကောင်းတယ်လို့ထို့တူပါပဲကိုယ့်ရဲ့ရုပ်ခန္ဓာပေါ်မှာလည်းပဲဆက်ဆုပ်စရာကောင်းအောင်လည်းကြည့်ရမယ်ယုံစရာကောင်းအောင်လည်းပဲကြည့်ရမယ်နော်အနှစ်မရှိမှသိအောင်လည်းပဲဓမ္မအမှန်မြင်ပါအခုတော့ယောဂီများကကိုယ်ခန္ဓာကိုကြည့်ပြီးတော့ตายရကြတယ်စုံမဲ့ကြတယ်မြန်လို့ကြတယ်မตายရဘူးလားအဲ့ဒါတခြားကြောင့်လားတဲ့ခန္ဓာပေါ်မှာဉာဏ်မရောက်ကြလို့လားဒီကိုယ်ခန္ဓာကိုဉာဏ်နဲ့ကြည့်မှဆိုရင်ရေမျိုးဆိုင်ယုံယုခဲတဲ့ဖွဲ့ဤရုပ်ခန္ဓာကိုကြည့်ဒီဆက်ဆုပ်စရာလည်းကောင်းကြောက်စရာလည်းကောင်းယွန်းစရာလည်းကောင်းဘာမှตายရစရာစုံမဲ့စရာမရှိပါဒီကဲ့သို့ဉာဏ်မြင်ရှိမှဆိုရင်ตายရရဲ့စုံမဲ့ခြင်းဟုတ်လားမမနာထောင်လွှားခြင်းငါ့ကိုငါဆွဲခြင်းပဲရှိပါတော့မလဲရှိပါမလားဒါပင်ရုပ်ခန္ဓာကဘာနဲ့တူဒီမှုနဲ့တူတယ်ရှင်းပြီနော်နောက်တစ်ခါနှင်းနံပါတ်ကဘာခန္ဓာဝေဒနာခန္ဓာဝေဒနာပုဂ္ဂိုလ်လူပမာဝေဒနာခန္ဓာဒီပုဂ္ဂိုလ်လူပမာအင်းပြင်အာမိမရှိတဲ့ရေပွဲနဲ့တူတယ်ဝေဒနာခန္ဓာ၃မျိုးကဘာနဲ့တူဝေဒနာ၃ပါးခေါ်တဲ့ဝေဒနာခန္ဓာကဘာနဲ့တူရေပွဲနဲ့တူတယ်ဘာနဲ့တူလဲဒါပဲကြည့်ကြတာဥပမာအပြင်အင်းပြင်အာမိမလေးအခုလိုအထိုက်ကောင်းနေကမိုးရေမိုးပေါက်ကျလာတဲ့ခါမှာအဲ့ဒီအင်းပြင်အာမိမရေဘကလေးများတွေပွက်မလာဘူးလားအထိုက်ကောင်းနေကမိုးရေမိုးပေါက်ကျအင်းပြင်အာမိမရေဘကလေးရပွဲနောက်မကြခင်မှပြည့်ပေါ့နော်နောက်ကထပ်ပြီးတော့မိုးရေမိုးပေါက်ကျရေဘကလေးပွဲနောက်မကြခင်မှပြည့်ဒါပဲပွဲလိုက်ပြည့်လိုက်ပွဲလိုက်ပြည့်လိုက်ဘာလေးရေပွဲနော်ဒါပြင်အိမ်ပြင်အိုင်ဒီမှာဖြစ်ပေါ်လာတဲ့ရေပေါ်ကလေးပြသည်ပွဲလိုက်ပြဲလိုက်ပွဲလိုက်ပြဲလိုက်ပွဲလိုက်ပြဲလိုက်မခိုင်မြဲတယ်လို့ထို့တူပါပဲယောဂီများရဲ့တဏ္ဍာမှာရှိတဲ့ဝေဒနာစေတသိက်ခေါ်တဲ့ဝေဒနာခန္ဓာကလည်းပဲပေါ်လိုက်ပြောက်လိုက်ပေါ်ဟုတ်လားဒုက္ခဝေဒနာပေါ်လိုက်ပြောက်လိုက်ဒုက္ခဝေဒနာပေါ်လိုက်ဥပိ္ပကဝေဒနာပေါ်လိုက်ရေပေါ်ကလေးပြတဲ့အမှန်မှမတူဘူးလားဒီကဲ့သို့ခန္ဓာပေါ်မှာညာရောက်ရမယ်။ဒါယောဂီပြရဲ့ခန္ဓာမှာကောင်းတာခံစားတဲ့ဘာဝေဒနာဆင်းရဲတာခံစားတဲ့လေလခံစားတဲ့ယောဂီပြရဲ့ခန္ဓာမှာရှိတဲ့ကောင်းတာခံစားခြင်းဟုတ်လားမကောင်းတာခံစားခြင်းလေလခံစားရဆိုတဲ့ဝေဒနာ၃ပါးဝေဒနာခန္ဓာကဘာနဲ့တူရေဝဲနဲ့တူတယ်နော်ကဲကြည့်ခင်ဗျားတို့ကအဲ့ဒီယူဝကလေးများကိုကန်းစကဆန်းပြီးကြည့်မှဆိုရင်ရေလကောမှာယူဝကလေးများတွေတန်းစီပြီးတော့အမှန်မှကြည့်လို့ကောင်းတယ်မကောင်းလားယူဝကလေးများတွေတန်းစီပြီးတော့ကြည်လေးလေးနဲ့အမှန်မှကြည့်လို့ရှိလို့ကောင်းတယ်တို့အတွက်ခင်ဗျားတို့ကကစားစရာလုပ်ဖို့ဆိုပြီးတော့ဒုက္ခလေးနဲ့အဲ့ဒီယူဝကလေးများကိုတော့ပြီးကော်လိုက်မှဆိုရင်ရပါမလားဘာဖြစ်သွားပါလဲဖြေသွားမယ်ပြက်သွားမယ်တခြားကြောင့်လားအနှစ်မရှိလို့လားဟုတ်တူပါပဲယောဂီများရဲ့တဏ္ဍာမှာရှိတဲ့ကောင်းတာခံစားတဲ့မကောင်းတာခံစားတဲ့အလေလခံစားရင်ဆိုတဲ့ဝေဒနာခန္ဓာကလည်းပဲရေဝတ်တဲ့ဝဲဘာနှစ်မှမရှိပါဘူးဘာနှစ်မှမရှိဘူးနော်အနှစ်မရှိကြကောအနှစ်ရှိတဲ့ထင်လို့ခမဲတို့မှဒုက္ခရောက်ခဲ့တာတို့အလိုဒုက္ခရောက်ခဲ့တာအမှန်ကဝေဒနာသုံးပါးဒီဘာနှစ်မှမရှိပါဘာမှကိုင်းလို့တို့လို့မရပါဘာနှစ်မှမရှိပါမရှိရဝေဒနာသုံးပါးကိုအနှိရှိတယ်လို့သင်ပြီးကြလားသာယာရစုံမဲ့ကြမြန်လို့ကြတဲ့အတွက်ဒုက္ခတရားတွေပွားခဲ့ရတာပါညာနဲ့ကြည့်ပါဆိုရင်ဘာနှစ်မှမရှိဘူးနော်ဒီကဲ့သို့ဝေဒနာခန္ဓာဘုံမှာလည်းပဲဉာဏ်မြင်ကြရမယ်ရှင်းမလားဘာကြောင့်ဟုတ်များကခန္ဓာ၅ပါးကိုဥပမာ၅ပါးနဲ့ရှင်တွဲပြီးဟောကြားနေရပါတယ်ဆိုရင်ယောဂီများသည်အတိတ်အတ္တခန္ဓာဘဝညာရောက်ပြီးတော့ခန္ဓာကိုယ်ကြီးကိုမုန်းကြပါစေခန္ဓာဒုက္ခဆုံးကြပါစေဆိုတဲ့ရွယ်ချက်နဲ့ဤဥပမာဥပမေယကိုဟောနေကြပါဒါဘုရားရှင်ကိုယ်တိုင်ဟောကြားထားခဲ့တဲ့ဥပမာနော်
ဘုန်းကြီးတို့ကကြံဖန်ပြီးတော့လောက်ကြပြီးတော့ဟောနေခြင်းမဟုတ်ပါသက်စော်ဘုရားကုလယုကဟောကြားထားခဲ့တဲ့ဥပမာဒါပေမဲ့ယူဘက်ခန္ဓာဒီဘာနဲ့တူရုပ်နဲ့တူတယ်ဝေဒနာခန္ဓာဒီဘာနဲ့တူရေမြုပ်ကောရေပွဲကောဘာနှစ်မှမရှိဘူးမရှိဘူးနော်တော့သုံးနံပါတ်ကတင်ညက်ခန္ဓာသုံးနံပါတ်ကဘာလဲဟေးကျွတ်တို့တဏ္ဍမှာရှိရဲ့ဖြူနေကြောင်ကြမှတ်တမ်းမှုခေါ်တဲ့တင်ညက်ခန္ဓာမရှိဘူးလားရှိပါဘူးဒါပေမဲ့တင်ညာစေတသိက်ကတင်ညက်ခန္ဓာဟုတ်လားဖြူနေကြောင်ကြမှတ်တမ်းမှုကိုတင်ညက်ခန္ဓာလို့ခေါ်တယ်ဆိုတော့အဲ့ဒီတင်ညက်ခန္ဓာကဘာနဲ့တူလဲဆိုရင်တန်လျှက်နဲ့တူတယ်ဘာနဲ့တူလဲတန်လျှက်ရည်လျှက်တဲ့နော်တန်လျှက်တဲ့ဒီကကြီးတွေ့ဘူးရဲ့လားဘယ်မှာတွေ့ဘူးလဲဟုတ်ကဲ့တော့တန်လျှက်တဲ့တန်လျှက်နော်ရွေးလာရောက်တဲ့အခါမှာနေရောက်ကြီးကအမှန်မှပူပြင်းတဲ့အတွက်အခိုးတွေကအပေါ်မှာတဲပြီးတော့အပေါ်ကြည့်လိုက်မှဆိုရင်ဖွေးဖွေးရှူးပြီးတော့ရေထင်ရတယ်အခိုးငွေတွေတပေါင်းတူရောက်တဲ့အခါမှာအပူကအမှန်မှပူပြင်းတဲ့အတွက်အခိုးငွေတွေကအပေါ်မှာတက်ပြီးတော့ဖြူဖွေးတော့အငွေကြီးဟာကောင်းကင်မှာတန်းပြီးတော့ဖြူဖွေးတဲ့ရေပြင်းအောင်မရတယ်သို့တော်ရေပြင်းလားအခိုးငွေလားအမြတ်ပဲကြံစေရပေါ်နော်ကောင်းကင်မှာဖွေးနေတဲ့ဖြူဖွေးဒီတဲ့ဒကာဓမ္မတို့ရေလာကြံစေရလားအဲ့ဒီကြံစေရကိုရေချင်းပြီးရွှေသမင်းကြီးအလိုက်မှခဲ့တဲ့အတွက်အသက်ဆုံးမရတယ်လို့ထို့သူပါပဲကျွတ်တို့အလုံးလည်းပဲတန်တရားဝတခွင်မှာဟုတ်လားငါမုဒ္ဒကိုငါလို့မှတ်ခဲ့သာမုဒ္ဒသာလို့မှတ်ခဲ့သမီးမုဒ္ဒသမီးလို့မှတ်ခဲ့ခင်မောမုဒ္ဒကိုခင်မောလို့မှတ်ခဲ့ခင်မောမုဒ္ဒကိုခင်မောမုဒ္ဒကိုခင်မောမလို့မှတ်ခဲ့ပြီးဒီကလာနန္ဒမာနဒိဋ္ဌိရေပွားခဲ့လို့ဒါလေခန္ဓာမျိုးစုံရ၍အိုနာမစုံအောင်ဖြစ်ခဲ့ပါပြီအဲ့ဒါတခြားကြောင့်လားတာလျာကိုရည်ချင်းတဲ့သမင်ဖြစ်ခဲ့လို့လားကံလျာကိုရေးချင်းတဲ့သမင်စီလိုက်ပြီးတော့ရှားနေမယ်ဆိုရင်နောက်ဆုံးမရဘဲနဲ့အမောစုပြီးသေးရမယ်ဆိုတာတို့ကျုပ်တို့အလုံးလည်းပဲတဲ့မဟုတ်တာကိုဟုတ်ချင်းပြီးလက်ချကလို့ဒါလေးခန္ဓာမျိုးစုံရ၍အိုနာသေးမစုံအောင်ဖြစ်ခဲ့ပါပြီအဲ့ဒါကြံလျာကိုအဟုတ်ရှိတကယ်ရှိခြင်းခဲ့လို့အခုတော့အဟုတ်ရှိတကယ်ရှိလားကြံလျာလားဒါပေမဲ့တင်ညာခန္ဓာကကြံလျာနဲ့တူတယ်ထို့တူပါပဲတင်ညာခန္ဓာဆိုတာကလည်းပဲသားလို့မှတ်တယ်သမီးလို့မှတ်တယ်စီးဝါဥစ္စာလို့မှတ်တယ်တိုက်တာအိုးရင်လို့မှတ်တယ်အဲ့ဒီမှတ်သားမှုတင်ညာဟာလည်းပဲကြံလျာနဲ့တူတယ်ဆိုတော့ဘာနှစ်မှမရှိပါနှစ်ရှိရလားနှစ်မရှိအကာတိပဲဆိုတော့ဟေးဤကဲ့သို့တင်ညာခန္ဓာပေါ်မှာလည်းပဲတင်ညာခန္ဓာကြီးကြံလျာနဲ့တူပါလားကြံလျာနဲ့တူတဲ့တရားပါလားဘာနှစ်မှမရှိရတရားပါလားလို့တင်ညက်ခန္ဓာပေါ်မှာဉာဏ်ရောက်စေရမယ်ရောက်ကြပါလားဒါပေမဲ့ကျုပ်တို့အလိုရဲ့တဏ္ဍာမှာရှိတဲ့ဖြူနေကြောင်ကြမှာတမှုခေါ်တဲ့တင်ညက်ခန္ဓာကဘာနဲ့တူအမြဲတဲ့အနှစ်ချမ်းသာတဲ့အနှစ်အစိုးရတဲ့အနှစ်ဘာတစ်ခုမှမရှိပါနော်နောက်ကလေးနံပါတ်ကဘာခန္ဓာလဲသင်္ခါရခန္ဓာအဲ့ဒီကျုပ်တို့တဏ္ဍာမှာစိတ်ဆုံးမှုတိုက်တွန်းမှုစေရင်မှုဆိုတဲ့သဘောတရားကဘာခန္ဓာသင်္ခါရခန္ဓာကျုပ်တို့တဏ္ဍာမှာရှိတဲ့စိတ်ဆုံးမှုတိုက်တွန်းမှုနှိုးဆော်မှုဆိုတဲ့တရားတွေကသင်္ခါရခန္ဓာဆိုတော့အဲ့ဒီသင်္ခါရခန္ဓာကငပြောတုံးလက်ပံတုံးနဲ့မတူဘူးလားသင်္ခါရကတလူပမာငပြောတုံးလက်ပံတုံးနဲ့တူတယ်ကျုပ်တို့တဏ္ဍာမှာလေလူရင်နဲ့တာရင်နဲ့ပေးရင်နဲ့ကန်းရင်နဲ့အဲ့ဒါစေတနာသင်္ခါရဟောအဲ့ဒီစေနာတရားလေးကစိတ်ဆောတဲ့တိုက်တော့နဲ့နှိုးဆောတဲ့ခေါ်တဲ့သင်္ခါရခန္ဓာကတခြားနဲ့တူတာလားငပြောတော့လက်ပံထုံးနဲ့တူတာလားဒါပေမဲ့လောကကြီးမှာငပြောတော့လက်ပံထုံးကိုဘယ်သူမှအတုံးမချပါအတုံးချလို့မရပါချားတော့လားအနှစ်မရှိလို့လားငပြောတော့မှလည်းအနှစ်မရှိပါလက်ပံထုံးမှလည်းပဲဘာမှအတုံးချလို့မရနော်အဲ့ဒီအတုံးချလို့မရတဲ့ငပြောတို့လက်ပံထုံးခဲ့တို့ကျုပ်တို့တဏ္ဍာရှိတဲ့သင်္ခါရခန္ဓာကလည်းပဲဒီဃာဓမ္မတို့ခိုင်းမဲတဲ့အနှစ်ချမ်းသာတဲ့အနှစ်အစိုးရတဲ့အနှစ်ဘာတစ်ခုမှမရှိဘူးရှိရလားမရှိတဲ့အတွေ့သင်္ခါရခန္ဓာကလည်းတခြားလားအချီးနှီးဖြစ်သောတရားလားဒီကဲ့သို့သင်္ခါရခန္ဓာပေါ်မှာညာရောက်စေရမယ်နော်ငါးနံပါတ်ကဘာခန္ဓာဝိညာဏခန္ဓာ
မာယုပမစ္ဆဝိညာဏဝိညာဏဝိညာဏခန္ဓာကမာယုပမစ္ဆမျက်လက်ဓမ္မတို့ရဲ့မျက်လက်ရုပ်နဲ့တူတယ်ဝိညာဏခန္ဓာကဘာနဲ့တူဒါဝင်စိတ်89ပါးဆိုတဲ့စိတ်ကတခြားလားဝိညာဏခန္ဓာလားဒါပဲအမျိုးမျိုးသိမှုဆိုတဲ့ဝိညာဏခန္ဓာအဲ့ဒီဝိညာဏခန္ဓာကမျက်လက်ဓမ္မတွေပြနေတဲ့မျက်လက်ရုပ်ကလေးနဲ့တူတယ်ဟုတ်လားမတူဘူးလားတရားဓမ္မတို့မျက်လက်ကြည့်ဘူးရဲ့လားပြီးတော့မျက်လက်ဓမ္မကအမျိုးမျိုးပြောင်းလဲပြီးတော့မပြဘူးလားတကယ်တော့ဟုတ်ကြမဟုတ်ပါဘူးနော်မျက်စိကိုလှည့်ထားတာပဲနော်မျက်လက်ဆိုရင်အတိုင်းမျက်စိကိုလှည့်ထားပြီးတော့ပြတာပဲဟုတ်တယ်မလားဒါပဲမျက်လက်ဓမ္မတိမျက်လက်ယုံများနဲ့ပိဋကများကိုမျက်စိကိုလှည့်စားပြီးပြတယ်လို့ထုတ်တူပါပဲကျွတ်တို့တဏ္ဍာမှာရှိတဲ့ဝိညာဏခန္ဓာခေါ်တဲ့တရားကလည်းပဲကျွတ်တို့ကိုသာမဟုတ်တာကိုသားတို့ပြသမီးမဟုတ်တာကိုခင်မမဟုတ်တာကိုခင်မမဟုတ်တာကိုအမျိုးမျိုးပြတဲ့အတွက်ကျွတ်တို့ကဟုတ်ချင်းပြီးတော့ငါသားပဲငါသမီးပဲငါဇနီးပဲငါခင်မပဲလို့အချင်းမြင်နေမှားပြီးတော့တဏ္ဍာမန္တဒိဋ္ဌိကြီးမပွားဘူးလားပွားတဲ့အတွက်တန်တရားစခန်းတွားရလမ်းမှာခန္ဓာပြည့်စုံရ၍အိုနာတိမဆုတ်အောင်ဖြစ်ခဲ့ပါပြီအဲ့ဒါတခြားကြောင့်လားဝိညာဉ်နဲ့ခန္ဓာပေါ်မှာညာမရောက်ခဲ့လို့လားဒီတပိယူဘခန္ဓာကရေမျိုးနဲ့တူတယ်ဝေဒနာခန္ဓာကရေဝက်နဲ့တူတယ်အညခန္ဓာကတန်တရားနဲ့တူတယ်သင်္ခါရခန္ဓာကမပြောတော့တဲ့ဘာလို့နဲ့တူတယ်ဝိညာဉ်နဲ့ခန္ဓာကဒီကဲ့သို့ခန္ဓာမှာညာရောက်ပြီးတော့ညာဆက်ကိုညာအမှန်ကားကြည့်အမှန်ကားဟုတ်တာမြင်အောင်ကြည့်လိုက်မှဆိုရင်ဩတို့ရဲ့တဏ္ဍာမှာအမှတ်ရှိတဲ့ခန္ဓာ၅ပါးဟာဘာတစ်ခုမှအနှစ်မရှိပါလားဘာတစ်ခုမှအနှစ်မရှိပါလားဒုက္ခအနှစ်မကြီးအချင်းကြီးပဲဒုက္ခသစ္စာပဲဒုက္ခသစ္စာပဲဒုက္ခသစ္စာပဲလို့ညာရောက်နေမှဆိုရင်အဲ့ဒီခန္ဓာ၅ပါးဒုက္ခသစ္စာကြီးရဲ့ဘုံမှာကဲသာယာမာလားယုံမှုမာလားအမှန်မြင်မုံမယ်အမှန်မြင်မှမုံမှန်တော့ဒါတော့ဘေးမုံညာဝင်အောင်ရှုပါမုံညာဖြစ်အောင်ကြိုးစားပါလို့ဆိုကြတော့လည်းပဲခန္ဓာ၅ပါးဘုံမှာအမှန်ကမမြင်ခဲ့တော့မုံညာကဝင်ကုန်မဝင်ဘူးအမှန်မြင်တော့ဘာဖြစ်မဲမုံညာဝင်မယ်မုံညာဝင်တော့မကြခင်မဆုံးလားဒါပဲအမှန်မြင်မှုကယထာဘုဒ္ဓညာအမှန်မြင်မှုကမုံမှုကဒိဗေညညာမုံလုံးမကမုံလုံးအာကြီးရဲ့တွဲဒုက္ခသစ္စာဆုံးသွားမယ်ဆိုရင်ဟုတ်လားဒုက္ခသစ္စာဆုံးရဌာနမှာပေါ်တဲ့ညာကတခြားလားမညာလားဒါပဲအမှန်မြင်တဲ့ညာရဲ့မုံတဲ့ညာရဲ့ဆုံးတဲ့ညာရဲ့ညာ၃ပါးနော်အမှန်မြင်တာကယထာဝတ္တညာမုံတာကဒိဗေညညာဒုက္ခဆုံးသွားတာကဒုက္ခအဆုံးကိုမြင်တာကမညာပေါ့နော်ခန္ဓာ၅ပါးပေါ်မှာဟုတ်လားအနှစ်မရှိဘူးအချင်းကြီးပဲဖြစ်ပြပဲလို့အမှားမြင်ဘာညာရပြီယထာဝတ္တညာအမှားမြင်တဲ့အတွက်ဤခန္ဓာ၅ပါးပေါ်မှာမုံနာမဆွေနိဗ္ဗာန်ညာမုံလုံးမကမုံလုံးအာကြည့်တဲ့အတွက်ဒုက္ခသစ္စာခန္ဓာ၅ပါးချုံဆုံးသွားမယ်ဆိုရင်ချုံဆုံးတာကိုမြင်ရကဘာညာလဲမဲ့ညာအဲ့ဒီဉာဏ်စဉ်၃ပါးသာတကယ်တမ်းကိုယ်ပိုက်ရတော့မယ်ဆိုရင်ဟုတ်လားဩနာတိကိနဲ့နိဗ္ဗာန်ကိုရောက်နိုင်မရောက်နိုင်ဒီတော့ခန္ဓာဉာဏ်မြင်မှနိဗ္ဗာန်ဝင်ရမှာခန္ဓာမှာဉာဏ်မမြင်သေးကြတော့နိဗ္ဗာန်ရောက်လို့မရှိပါရှင်းမလားဘုရားကယောဂီများကိုဥပမိယဟာပြီးတော့ခန္ဓာပေါ်မှာဉာဏ်ရအောင်မျိုးဟုတ်လားခွဲကြဝေဖန်ပြနေပါလေအဲ့တော့ဒီကဓမ္မတွေခန္ဓာပေါ်မှာကိုဉာဏ်ရောက်ကြပါလားတကယ်ရောက်ကြပါလားအတန်ဘာလို့တိုးသွားလဲရောက်ပါပြီဖေဟာရောက်ပါပြီဖေဟာအဲ့တော့ဒီကဓမ္မတွေခန္ဓာပေါ်မှာအတိကြီးအတကညာရောက်ကြပါလားကြောကြပါပြီကြောကြပါပြီနှစ်ရက်ပဲရှိသေးတယ်အတော်လေးရောက်သွားကြပြီဗျာအဲ့တော့ဒီကဓမ္မတွေခန္ဓာပေါ်မှာညာရောက်ကြပါလားတော့ဘုရားကတဏှာပဲညာတို့တဲ့အတေတို့ရဲ့ခန္ဓာ၅ပါးတွေသုဒ္ဓယောက်ျားပဲရာဇတာယုံပါလေမြတ်စွာဘုရားကခန္ဓာပေါ်မှာညာရအောင်တမျိုးတစ်ခုအားဖြင့်ဒီခန္ဓာ၅ပါးတွေသုဒ္ဓယောက်ျားပဲလို့ဟောပြောင်းလားကျောင်းကျွတ်တဏ္ဍာမှာရှိတဲ့ယူဘခန္ဓာကလည်းလူဒသမား
ဝေဒနာခန္ဓာကလည်းဝိဒသမပဲသင်္ညေခန္ဓာကလည်းသင်္ခါရခန္ဓာကလည်းဟောဝိညာဉ်ခန္ဓာကလည်းဟောတတ်ပဲကျုပ်တို့အလုံးခန္ဓာ၅ပါးရရှိပြီးလူရဲလို့ဖြစ်လာပြီးတဲ့အချိန်ကာလကဇာဝေလူတသမခန္ဓာ၅ပါးကိုပမောရှင်တွေမိဝဲပြီးတော့နေကြရပါတယ်ကိုပမောရှင်တွေမိဝဲနေတဲ့ခန္ဓာ၅ပါးကလည်းမိတ်ဆွေလားလူတသမ9ယောက်လားဩလူတသမ9ယောက်ကိုပမောရှင်တွေမိဝဲပြီးနေမှတော့တရားဓမ္မတို့သေမသေးပါမလားလူတသမ9ယောက်ကခမရတို့ကိုနိဗ္ဗာန်ပို့မှာမဟုတ်ဘူးအသေးသမနိဗ္ဗာန်ပို့မှာလားအသေးသမလားဤကဲ့သို့ခန္ဓာ၅ပါးတဘာဝရဲ့ဘုံမှာဟောလူတသမပဲဟောလူတသမပဲဟောဤခန္ဓာ၅ပါးကြီးလူတသမပဲလို့ဤကဲ့သို့လည်းဉာဏ်ရောက်စေရမယ်ဒါပေမဲ့ယုတ်ခန္ဓာဘောရင်ပါလေလူတသမဒါပေမဲ့ယောဂီများရဲ့တဏ္ဍာမှာပူတယ်အေးတယ်လှုပ်တယ်ရွတယ်တောက်တယ်တင်းတယ်အဲ့ဒါဘာခန္ဓာဟုတ်ပြီဒါပေမဲ့ယောဂီများရဲ့တဏ္ဍာမှာပူတယ်အေးတယ်လှုပ်တယ်ရွတယ်တောက်တယ်တင်းတယ်ဘာလဲယူဘက်ခန္ဓာမိတ်ဆွေလားလူတဲ့သင်္ကြန်ခန္ဓာဘာလဲလူတသမဒါပေမဲ့ယောဂီများရဲ့တဏ္ဍာမှာရှိတဲ့ခန္ဓာ၅ပါးစလုံးဒီမိတ်ဆွေအစ်စ်လားလူတသမ9ယောက်လားဤကဲ့သို့ခန္ဓာ၅ပါးတဘာဝရဲ့ဘုံမှာဟောလူတသမပဲဟောလူတသမပဲဟောလူတသမ9ယောက်ပဲလို့ခန္ဓာဘုံမှာညာရောက်နေမှာဆိုရင်တာယာချင်းစုံမချင်းမြတ်နိုးချင်းရှိပါဦးမလားမရှိပါဘူးနော်တာယာချင်းစုံမချင်းမြတ်နိုးချင်းမရှိလူတသမ9ယောက်ရဲ့ဘုံမှာယုံမုန်းလာပြီညှိခွေလာပြီမလွဲသားလို့ဒါဤခန္ဓာ၅ပါးနဲ့ပမောရှင်တို့မြှဝဲပေနေရပဲနေရာညာတော်လည်းပဲသာယာဆုံးမမှုလုံးဝမရှိတော့ပါမလွဲသားလို့ဟုတ်လားပမောနေရတယ်သာယာဆုံးမချင်းတော်မရှိတော့ပါယထာတော်လားလူတသမမသိသွားလို့လားဒါပဲလူတသမမလည်းသိရမယ်မုန်းတယ်ပဲမုန်းရမယ်ဟုတ်လားဆုံးအောင်လည်းပဲသိရမယ်ဆုံးရင်ဟုတ်လားဟိုမှာဘကနိဗ္ဗာန်တို့မရောက်နိုင်ဘူးလားအေးဒါကြောင့်ပွင့်တော်မူပြီးပွင့်တော်မူစေပွင့်တော်မူလက်တဘုရားရှင်များလည်းပဲခန္ဓာပမာညာရောက်ကြအောင်ခန္ဓာပမာညာရောက်ကြလို့ဒါလည်းခန္ဓာပမာညာရောက်ကြိုးစားနိုင်ကြလို့ဒါလည်းဟိုမှာဘကဘုဗယံကိညာနိဗ္ဗာန်တို့ရောက်သွားကြပြီမရဘူးလားဒါပေတုတ်တို့အလုံးလည်းပဲဘုရားရှင်များကဲ့သို့အကသဝကမာသဝကများကဲ့သို့ဘိဗယကိညာဟိုမှာဘကရောက်ချင်ရင်သုတောင်းယုံနဲ့ရောက်မှလားခန္ဓာဘုံမှာညာရောက်မှရောက်မှလားဒီခန္ဓာဘုံမှာညာရောက်တဲ့အတွက်မညာပူညာရသွားတဲ့ယဟန်တော်ပေါင်း60နဲ့ရှင်တော်ပြီးတော့ဟောကြားကြပါစို့နော်ဥပတိပါဏာတပါဠိတော်မဟာဘုံဓမ္မသုတ်တံလို့မှတ်ရမယ်ဥပတိပါဏာတပါဠိတော်မဟာဘုံဓမ္မသုတ်တံပေါ့နော်အဲ့ဒီမဟာဗုဒ္ဓမတုတ်တံမှာအခါတပါမြတ်စွာဘုရားကသာဝတိပြေမောဝိဒါကတက္ကမကြီးဆောက်လို့ထူထမ်းထားတဲ့ပုဗ္ဗောင်ကျောင်းတက်ကြီးမှာတရမတုံးလားဒီဘုရားရှင်ကဝိဒါကတက္ကမကြီးဆောက်လို့ထူထမ်းတဲ့ပုဗ္ဗောင်ကျောင်းတက်ပေါ့နော်အဲ့ဒီပုဗ္ဗောင်ကျောင်းတက်ကြီးမှာမြတ်တော်ရှင်ပြုတ်တရင်တုံးနေတဲ့ခိုက်ခံတဏီတော်အခါမှာဘုရားရှင်ကလေရဟန်းတော်ပေါင်း60ခြံရံပြီးကြီးလတာသာနဲ့အမိုးမရှိရဲ့လုံကြီးအောင်ရမှာရဟန်းတော်ပေါင်း60ခြံရံပြီးလေတသိန်းတောင်းနေတယ်လို့မှတ်ရမယ်။ဒါပေမဲ့ဘုရားရှင်ကတခုတော့ညလာတတာခါကာလမှာလာပြီနေကြီးမှာရဟန်းတော်ပေါင်း60ခြံရံပြီးတသိန်းမသုံးလား။အဲ့ဒီအခိုက်တံရဟန်းတော်အသက်ခါကြီးတစ်ပါးကလောက်လေချီးပြီးပြစောပြာထမ်းပါတော်ပြီးရှိကိုဥကြပြီးတဲ့အခါမှာအဲ့ဒီအသက်အရွယ်ခါကြီးရဟန်းကပြစောပြာကိုရှောက်ထားတယ်။ရှင်ဘုရားအရှင်ဘုရားကခွင့်ပေးမဲ့ဆိုရင်ဒီကျော်ရှင်ဘုရားဓမ္မမှာအမေးပု္ပ္ပာပြန်မေးလျှောက်ခြင်းပါတယ်ဘုရားခွင့်မတောင်းလားအရှင်ဘုရားကခွင့်ပေးမဲ့ဆိုရင်အရှင်ဘုရားဓမ္မမှာဒီကျော်ဒီအမေးပု္ပ္ပာများမေးလျှောက်ခြင်းပါတယ်ဘုရားလို့လျှောက်ထားတော့မြတ်စွာဘုရားကအတေယဟံအတေနာဘုရားဓမ္မမှာအမေးပု္ပ္ပာများလျှောက်ထားခြင်းပါတယ်ဘုရားဆိုရင်အင်းနေရာမှာသေသွားထိုင်ပြီးတော့မေးလို့ဘုရားရှင်ကမေးရှိလိုက်တယ်တဲ့အမေးပု္ပ္ပာများမေးလျှောက်ခြင်းတဲ့နေရာမှာတင်သွားပြီးတော့ထိုင်ပြီးတော့မေးပါလို့ဘုရားကမိတ်မရှိဘူးလားအေးဘာတော့ဘုရားရှင်ကမတ်တရပြီးမေးတာကိုအမေးမခံမဲနဲ့တဲ့နေရာမှာထိုင်ပြီးတော့မေးပါလို့အမေးရှိရတယ်လဲဆိုရင်
အခုဖျားရှိရဲ့ရှိမှာအမိဘုဆာမြထပ်ပြီးတော့မိမယဟန်ဒီတန်မင်းရယဟန်မဟုတ်ပါတခုတော့တောက်ထဲမှာယဟန်တော်ပေါင်း60ကိုတရားဓမ္မပြနေတဲ့တရားဓမ္မဟောနေတဲ့ခေါင်းဆောင်ယဟန်ပဲလို့မှတ်ရမယ်နော်အဲ့ဒီတရားဓမ္မပြနေတဲ့ခေါင်းဆောင်ယဟန်ကမတ္တထပ်ပြီးတော့မိမဆိုရင်ဖျားရှင်ကခွန်မိမဆိုရင်ဒါပဲတပန်းယဟန်တော်ပေါင်း60ကလည်းပဲတို့ရဲ့ဆရာဓမ္မကမတ္တရပြီးတော့မေးတယ်တို့လည်းပဲမတ္တရပြီးနာမယ်လို့မတ္တရနာလိုက်ပဲဆိုရင်ဘုရားရှင်မှာမယုံမသိမရင်းစားရောက်မယ်အဲ့လိုရောက်မဲ့အကြောင်းဘုရားကမြင်ရတော့ကြောင့်သင်္ပု္ပ္ပာမေးချင်ရင်တည့်ရနေရာမှာတော့ထိုင်ပြီးတော့မေးပါလို့ဘုရားရှင်ကအမိန့်မရှိဘူးလားနောက်အထာဂရဆရာကကိုဘုရားရှင်ရဲ့ထံပါမှာအမိဘုရားများထမိတဲ့ယဟန်ဒီတမယယဟန်ဘုရားယဟန်သာယဟန်ပဲဘာယဟန်လဲဘုရားရှင်ရဲ့ထံပါမှာအမိဘုရားများထပြီးမိတဲ့ယဟန်ဒီယဟန်တော်ပေါင်း60ကိုတောအုပ်ထဲမှာတရားဓမ္မပြနေတဲ့ယဟန်သာယဟန်ပဲဆိုတော့သူဒီဘာကိုရှုမှပွားများလို့ဘယ်ဘဝညာရောက်လို့ယဟန်သာဖြစ်ကြပါတယ်ဆိုရင်ဟေရောဘာနာပြင်သက်ခန္ဓာနာဥဒိယဘယံပရိက္ခဏိတောဗရဒံပါတော့မှာခိနာတော်ဟေရောဘာနာမထေကြီးဒီကပြင်သက်ခန္ဓာနာခန္ဓာနာခန္ဓာ၅ပါးယုံနာ၅ပါးရဲ့ပုံမှာဥဒိယဘယံဖြစ်စဉ်ပြည့်စင်ကိုတမတိတေဝါသုံးသား၍ဝါရှုမှပွားများ၍ရဟတဘုဒ္ဓပါတော့ရောက်တော်မူခဲ့သောမာခိနာတော်ယဟန္တာကြီးပါပဲအဲ့ဒီခေါင်းဆောင်ယဟန္တာယဟန်ဒီခန္ဓာ၅ပါးတစ်ပါးပါးရဲ့ဘုံမှာညာရောက်ပြီးတော့ဖြစ်ပြကမ္မဋ္ဌာန်းစီပြန်ခဲ့လို့ဖြစ်ပြမြင်ဖြစ်ပြမဟုတ်ဖြစ်ပြဆုံးပြီးယဟန္တာဖြစ်ကြတာပါဟုတ်လားဒါပေမဲ့ခေါင်းဆောင်ယဟန္တာဖြစ်ရတာဒီတရားဘုံမှာညာရောက်လို့လားခန္ဓာဘုံမှာညာရောက်သွားလို့လားသေရောဘာနာခန္ဓာနာဥဒိယဘယပိဋကရိတ္တဝါမရေကြီးကြီးခန္ဓာ၅ပါးဘုံမှာဖြစ်ပြကမ္မဋ္ဌာန်းစီပြန်ပြီးရှုမှပွားများတဲ့အတွက်ခန္ဓာဘုံမှာညာရောက်ပြီးရင်ဖြစ်ပြမြင်ဖြစ်ပြမဟုတ်ဖြစ်ပြဆုံးရယဟန္တာဖြစ်မသွားဘူးလားဒါပေမဲ့ယောဂီများလည်းပဲအဲ့ဒီယဟန္တာယဟန်ကဲ့သို့ဤဘဝမှာအာသောလေးပြကင်းစင်ကွာ၍ယဟန္တာဘဝရောက်ချင်ရင်ခန္ဓာ၅ပါးတစ်ပါးပါးရဲ့ဘုံမှာဖြစ်ပြမြင်အောင်ဖြစ်ပြမဟုတ်အောင်ဖြစ်ပြဆုံးအောင်ယောဂီများကလည်းဤဘဝမှာခန္ဓာ၅ပါးတစ်ပါးပါးရဲ့ဘုံမှာဖြစ်ပြမြင်အောင်ဖြစ်ပြမဟုတ်အောင်ဖြစ်ပြဆုံးအောင်ရှုမှနိုင်ကြမှာဆိုရင်ကဲယောဂီများလည်းပဲအာသောလေးပြကိနေကြွား၍ယန္တာဖြစ်ရမှာပါမဖြစ်ချင်ဘူးလားယန္တာဖြစ်ရင်အိမ်မပြန်ရဘူးယန္တာဖြစ်ရင်လေအိမ်ကိုပြန်ဖို့မပြန်ရတော့ပါဒါပေမဲ့ဓမ္မတွေဤဘဝမှာအာသောလေးပြကိနေကြွား၍ယန္တာဖြစ်သွားရင်ယံခံရင်ခံပါမခံရင်ကိစ္စပြမယ်ဒါပေမဲ့ဤဘဝမှာယန္တာဖြစ်ခြင်းသေးလားဟာအတန်မှတိုးသွားပါလားဗျာအတန်မှတိုးသွားပြီနော်ယန္တာဖြစ်ရင်ကောင်းတာဗောဗျာဘာလို့အိမ်များမှာလဲတေးရင်တေးမတေးယံခံဒါပဲရှိရမယ်မကောင်းလားဒါပေမဲ့ကောင်းဆောင်မထေကြီးယန္တာဖြစ်ရသာဤဘယ်၅ပါးဘုံမှာညာရောက်လို့လဲကဲမေးကြပါစို့မှန်လားပါရှင်ဗျာမှန်လားပါရှင်ဗျာယူဘုဘာသာနဲ့ခန္ဓာဝေဒနုဘာသာနဲ့ခန္ဓာသင်္ကုဘာသာနဲ့ခန္ဓာသင်္ခါရုဘာသာနဲ့ခန္ဓာဝိညာဏုဘာသာနဲ့ခန္ဓာဆိုတဲ့ဥပါဒနာခန္ဓာ၅ပါးဒီဘုရားကိုဆိုပါတယ်ဘုရားလို့ပြောတဲ့အခါမှာမင်းလျှောက်တဲ့အတိုင်းမင်းပြောတဲ့အတိုင်းဥပါဒနာခန္ဓာ၅ပါးဆိုတာဒီယူဘဘာသာနဲ့ခန္ဓာဝိဒနုဘာသာနဲ့ခန္ဓာဟုတ်တယ်လို့ဘုရားကထောက်ခံကြုံပေးဘူးလားဒါပဲကျွတ်တို့တဏ္ဍာမှာလည်းပဲကဲအတိတိအတကအစကဥပါဒနဲ့ခန္ဓာ၅ပါးမရှိဘူးလားဟာဒီလေယူဘဘာသာနဲ့ခန္ဓာဝေဒနုဘာသာနဲ့ခန္ဓာကျွတ်တို့တဏ္ဍာမှာလည်းပဲဥပါဒနဲ့ခန္ဓာ၅ပါးရှိတယ်ယန္တာကမိဖုရားကဖြေရဖို့ဒီပဲဒီပါယန္တိကနာကတရားနာပြီးဉာဏ်ကခန္ဓာလှည့်နေပါလေဒီပဲဒီပါယန္တာဘော60ကနာကပါလေဉာဏ်ကပဲလှည့်တယ်တရားပွဲဆိုမှယန္တာဖြစ်မှာနော်နောက်ယန္တာယန္တာဆက်ပြီးတော့မိပြန်တဲ့အရှင်ဘုရားအဲ့ဒီဥပါဒနဲ့ခန္ဓာ၅ပါးဒီကိမူလကဘာကြောင့်ဖြစ်ရပါသလဲဘုရားမမေ့ဘူးလားအဲ့ဒီဥပါဒနဲ့ခန္ဓာ၅ပါးဒီဘာကြောင့်ဖြစ်ရပါသလဲဘုရားလို့ပြောတဲ့အခါမှာခြံတမူလကခြံတရာကတော့ဖြစ်ရလားဥပါဒနဲ့ခန္ဓာ၅ပါးဒီဘာကြောင့်ဖြစ်ရလဲ
တဏှာဆန္ဒတော်ဖြစ်ရတာဆန္ဒမူလကတဏှာဆန္ဒတော်ခန္ဓာ၅ပါးဖြစ်ရတာပါနော်ဒါပေမဲ့တဏှာဆန္ဒကြောင့်ဥပါဒာနဲ့ခန္ဓာ၅ပါးဖြစ်ရတယ်ဆိုတော့တဏှာဆန္ဒကတထလားသမုဒယသစ္စာလားဥပါဒာနဲ့ခန္ဓာ၅ပါးကတထလားဒုက္ခသစ္စာလားဒါပေမဲ့တဲ့ကွယ်ကျိုးစားရင်ပဲကွယ်ရမယ်ဝိဇ္ဇာသင်္ခါရတဏှာဥပါဒံခေါ်တဲ့တဏှာဆန္ဒရှိကြလို့သားတဲ့နှစ်နံပါတ်အကွက်ခန္ဓာ၅ပါးရနေပါလေဒါပေမဲ့ဥပါဒနဲ့ခန္ဓာ၅ပါးတွေတခြားတော့ဖြစ်ရတာလားအလိုလိုဖြစ်ရတာလားဆန္ဒတော့ဖြစ်ရတာလားတဏှာဆန္ဒတော့ဖြစ်ရတာဒါပေမဲ့ယောဂီများကဥပါဒနဲ့ခန္ဓာ၅ပါးချုပ်စေခြင်းတခြားဘယ်ရမလားဆန္ဒတဏှာဆန္ဒဘယ်ရမလားအကြောင်းကိုဘယ်မှာအကျိုးရမှာအကျိုးခန္ဓာဒုက္ခကြီးငြိမ်းချမ်းတော့လည်းပဲအကြောင်းတဏှာဆန္ဒမပဲရင်အကျိုးခန္ဓာ၅ပါးကမရဘူးဆက်ကရတယ်အောင်ပါပဲဒါပေမဲ့ဒုက္ခခတ်တဲ့ထုံနေခြင်းမှာကြီးဘုရားဆိုရင်ဤခန္ဓာကိုယ်ကြီးညှင်းစေရမှာလားအကြောင်းတဏှာပဲရမှာလားအကြောင်းတဏှာပဲရမယ်နော်နောက်ယန္တာယံကဆက်ပြီးတော့မိပြန်တယ်ရှင်ဗျာထိုဥပါဒ၄ပါးတည်ရတယ်ထိုဥပါဒနဲ့ခန္ဓာ၅ပါးဖြစ်ပါသလားဗျာဥပါဒနဲ့ခန္ဓာ၅ပါးကိုကျင်းပြီးတော့ပင်စုပါဒနဲ့ခန္ဓာ၅ပါးကိုကျင်းပြီးတော့ဥပါဒ၄ပါးဖြစ်နိုင်ပါသလားဗျာဒီကြနာထောင်ရှင်ဗျာတဲ့ဥပါဒထိုဥပါဒံဒီသားလေထိုပင်စုပါဒနဲ့ခန္ဓာဖြစ်ပါသလားဗျာမေးတာကတော့ရှင်ဗျာထိုဥပါဒ၄ပါးတည်ရတယ်ထိုပင်စုပါဒနဲ့ခန္ဓာဖြစ်ပါသလားဗျာအဲ့ဒီပိစုပါဒနဲ့ခန္ဓာကိုကျင်းပြီးတော့ဥပါဒ၄ပါးဖြစ်နိုင်ပါသလားဖေဟာသဘောပေါက်ကြလားနော်သဘောကလည်းခတ်ကိုပြီတော့အရှင်ဘုရားထိုဥပါဒ၄ပါးတရားလေထိုပိစုပါဒနဲ့ခန္ဓာဟုတ်ပါသလားဖေဟာအဲ့ဒီပိစုပါဒနဲ့ခန္ဓာကိုကျင်းပြီးဥပါဒ၄ပါးတတ္တတန်တဖြစ်နိုင်ပါသလားဖေဟာမေးရနော်ဒုက္ခဖေဟာရှင်ကယဟန်တဲ့ထိုဥပါဒံ၄ပါးသည်ထိုပိစုပါဒနဲ့ခန္ဓာမဟုတ်ပါဟုတ်ပါမလားဟုတ်ပါဥပါဒကတခြားပဲဗျဥပါဒ၄ပါးကပိစုပါဒနဲ့ခန္ဓာကတခြားတော့ဥပါဒ၄ပါးကတခြားပိစုပါဒနဲ့ခန္ဓာကတခြားဒီဥပါဒ၄ပါးကကာမုပါဒံဒိဋ္ဌုပါဒံသီလပရိပါဒံအတ္တဝါဒုပါဒံအဲ့ဒီဥပါဒ၄ပါးသည်ပိစုပါဒနဲ့ခန္ဓာလားဖေဟာပိစုပါဒနဲ့ခန္ဓာကိုကျင်ပြီးတော့ဥပါဒ၄ပါးဖြစ်နိုင်ပါသလားဘုရားတို့ပြီးတော့ဘုရားကယဟန်တဲ့အဲ့ဒီဥပါဒ၄ပါးဒီပိစုပါဒနဲ့ခန္ဓာမဟုတ်ပါမဟုတ်နော်အဲ့ဒီပိစုပါဒနဲ့ခန္ဓာကိုကျင်ပြီးဥပါဒ၄ပါးလည်းပဲမဖြစ်နိုင်ပါဖြစ်နိုင်ပါမလားယောဂောဘိက္ခုပိသတို့ဥပါဒနဲ့ခန္ဓာတို့သန္တာယာကောတန်တတ္တဥပါဒနာယဟန်တဲ့အဲ့ဒီဥပါဒနဲ့အဲ့ဒီပိစုပါဒနဲ့ခန္ဓာဆိုတဲ့ခန္ဓာ၅ပါးကိုခန္ဓာ၅ပါးပေါ်မှာသန္တာယာကဖြစ်မှသာတဲ့ဥပါဒံဖြစ်ရတာပါဟုတ်ကဲ့လားပိစုပါဒနဲ့ခန္ဓာခေါ်တဲ့ခန္ဓာ၅ပါးပေါ်မှာသန္တာယာကဖြစ်မှသာတဲ့ဥပါဒံ၄ပါးဖြစ်ရတာပါလောက်ပင်ပိစုပါဒနဲ့ခန္ဓာရှိပင်ချင်းရတော့လည်းပဲသန္တာယာကမရှိရင်ဥပါဒကဖြစ်နိုင်ပါမလားဖြစ်နိုင်ဘူးနော်ရှင်းအောင်ရှင်းရလားဒါပေရဟန်းတော်များကလည်းနာကတရားနာတယ်ဉာဏ်ကနာကဉာဏ်ကခန္ဓာဆက်တဲ့ဤကဲ့သို့ခန္ဓာဆက်တဲ့အတွက်တရားပေါ်ဆုံးမရဟန္တာဖြစ်ကြမှာနော်နောက်ရဟန္တာယံကဆက်ပြီးတော့မိရဟန်းနဲ့ရှင်မယားတဲ့လောကမှာပုဂ္ဂိုလ်အတိအတိပိစုပါဒနဲ့ခန္ဓာပေါ်မှာသန္တာယာကရှိရပါတယ်ဖရာတဲ့တဏှာယာကနဲ့စုံမဲ့ကြတယ်မြတ်နိုးကြတဲ့သန္တာယာကရှိရတယ်မရှိဘူးလားမညာပူညာမရသေးကြတော့မညာပူညာနဲ့မဝဲနှံသေးကြတော့ဖြစ်တတ်တဲ့သန္တာယာကဖြစ်မှာပဲမညာပူညာနဲ့မှမပရသေးပဲကိုဗျတို့တို့အားလုံးရဲ့သန္တာမှာလည်းပဲဥပါဒနဲ့ခန္ဓာ၅ပါးပေါ်မှာမညာပူညာမရသေးကြတော့သန္တာယာကအတိအသကမရှိကြဘူးလားကိုယ်ခန္ဓာပေါ်မှာတဏှာနဲ့ตายာကြတယ်မာနနဲ့ထောင်ရရတယ်ဒိဋ္ဌိနဲ့ငါကုံငါဆွဲရတယ်သန္တာယာကမဖြစ်ကြဘူးလားရှင်မယားဤကဲ့သို့တတ္တဝါတွေရဲ့တဏှာမှာသန္တာယာကတယောက်နဲ့တယောက်မတူပါဘူးခင်ဗျာဒီတော့တတ္တဝါတွေဒီဥပါဒနဲ့ခန္ဓာ၅ပါးမှာသန္တာယာကဖြစ်ပုံချင်းထူးခြားမှုရှိပါသလားဖေဟာဘယ်သူကမေးတယ်ခေါင်းဆောင်ရန်ကမေးတယ်ရှင်ဗျာတတ္တဝါတွေဒီ
အတိတိအတကခန္ဓာ၅ပါးပေါ်မှာဥပါဒနဲ့ပြစ္စုပါဒနဲ့ခန္ဓာပေါ်မှာဆန္ဒရာဂရှိရပါလေဖေဟာမရှိဘူးလားရှိတာပေါ့နော်အလုံးဒီကဓမ္မတွေကိုယ်ခန္ဓာကိုယ်ခင်ကြရလားကိုယ်သားကိုယ်သမီးကိုယ်ခင်ကြရလားကိုယ်တိုက်ကိုယ်တာကုပ္ပစီခင်ကြရလားအတန်ကသိမထွက်ပါလားဗျသိမခင်ဘူးနဲ့တူတယ်အလုံးဒီကဓမ္မတွေကိုယ်ခန္ဓာကိုယ်ခင်ကြရလားဆန္ဒရာဂကိုယ်သားကိုယ်သမီးကိုယ်ခင်ကြရလားကုပ္ပစီကိုယ်တိုက်တာခင်ကြရလားအဲ့ဒါတခြားလားဆန္ဒရာဂလားတတယဟံကမလာပါရှင်ဗျာတတ္တဝါတွေဒီဥပပိစုပါဒနဲ့ခန္ဓာပေါ်မှာဆန္ဒရာဂဖြစ်ကြတယ်ဆန္ဒရာဂဖြစ်ကြတယ်ဆိုတာကြောက်နဲ့ကြောက်တူပါသလားဖေဟာတူပါသလားမတူနော်အလုံးဒီကဓမ္မတွေခန္ဓာ၅ပါးမရှိဘူးလားဒီခန္ဓာ၅ပါးရှိတော့ယဟဤလောကမှာအကျင့်ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ဒီကုသိုလ်ကောင်းမှုအစွစုပြုစုပြီးတဲ့အခါမှာငါဒီဤကုသိုလ်ကောင်းမှုအစွစုတော့အနာဂတ်မှာရုပ်ရည်လှပအချိုးကြနဲ့အဆင်းလှရပါလို့အဆင်းလှတာဆူတောင်းတယ်သူလည်းမရှိဘူးလားဖြစ်ရပေါ်ပါရုပ်ရည်လှပအချိုးကြနဲ့အဆင်းလှရပါလို့လို့ဆန္ဒရာဂဖြစ်တာဒီဘယ်ခန္ဓာပေါ်မှာဖြစ်တာပါလဲယူဘက်ခန္ဓာပေါ်မှာဒီကကြီးဘယ်ခန္ဓာပေါ်မှာဖြစ်တာလဲဒီကုသိုလ်ကောင်းမှုစွစုတော်အနာဂတ်မှာရုပ်ရည်လှပအဆင်းလှရပါလို့ရုပ်ချောချောဖြစ်ရပါလို့ခြံသာရာကဖြစ်သွားသည်ဘယ်ခန္ဓာပေါ်မှာဖြစ်သွားပါလိမ့်ဒီပုဂ္ဂိုလ်မျိုးစားလည်းမရှိဘူးလားနောက်နှစ်နံပါတ်ကဤကုသိုလ်ကောင်းမှုစွစုတော်ငါတိဖြစ်ရပေါ်မှာအတိအကျချမ်းသာရပါလို့သူကချမ်းသာကိုဆုတောင်းတယ်အတိအကျချမ်းသာရပါလို့လို့ဆုတောင်းတဲ့သူများကဘယ်ခန္ဓာပေါ်မှာဆန္ဒရာဂရှိရလဲနောက်တတိယကငါဒီဤကုသိုလ်ကောင်းမှုစွစုတော်နာကမှာအမှတ်တင်ရအမနာမကောင်းပြီးတော့ဘွယ်သူဂုံသူမြတ်များဆာဆာရတဲ့သူဖြစ်ရပါလို့ဟုတ်လားဘယ်ခန္ဓာပေါ်မှာဆန္ဒရာဂရှိရလဲယောဂပါမရှိဘူးလားအချို့ကရုပ်ချောခြင်းကြတယ်အချို့ကချမ်းသာခြင်းကြတယ်အချို့ကအမှတ်တင်ရကောင်းခြင်းရတယ်မတူဘူးနော်နောက်လေးနံပါတ်ကငါဒီဤကုသိုလ်ကောင်းမှုစွစုတော်နာကမှာစေနာကောင်းတဲ့စေနာတတိဖြစ်ရပါလို့ဘယ်ခန္ဓာပေါ်မှာလဲဒီပုဂ္ဂိုလ်မျိုးစားကိုမရှိဘူးလားနောက်နံပါတ်ကငါဒီဖြစ်ရဘဝမှာစိတ်ကောင်းထားတဲ့သူစိတ်ကောင်းစေနာကောင်းရှိတဲ့သူတော်ကောင်းရင်ဖြစ်ရပါလို့လို့စိတ်ကောင်းရှိရင်လည်းသူလည်းမရှိဘူးလားဒီကဘယ်ခန္ဓာပေါ်မှာဆန္ဒဇာကရှိတာလဲဝိညာဉ်နဲ့ခန္ဓာပေါ်မှာဒါပေမဲ့တတ္တဝါတွေဒီဥပါဒာနဲ့ခန္ဓာ၅ပါးပေါ်မှာပြစ္စုပါဒနဲ့ခန္ဓာပေါ်မှာဆန္ဒရာဂရှိရတာတယောက်နဲ့တယောက်တူရဲ့လားအချို့ကရုပ်ချောခြင်းရတယ်အချို့ကချမ်းသာခြင်းရတယ်အချို့ကအမှတ်တင်ညာကောင်းခြင်းရတယ်အချို့ကစေတနာတတိဖြစ်ခြင်းတယ်အချို့ကစိတ်ထားစေတနာကောင်းဟုတ်လားစိတ်ထားကောင်းတဲ့သူဖြစ်ခြင်းတယ်ပေါ့ဗျာဟုတ်လားဤတဲ့ကတော့အတိတ်အတ္တတယောက်နဲ့တယောက်ဆန္ဒရာဂဖြစ်ပုံရင်မတူဘူးတူပါမလားမတူတဲ့အတွေ့ဘယ်ရုပ်ဘယ်နာဘယ်ခန္ဓာမဆိုတယောက်နဲ့တယောက်ဟုတ်လားညီအိုရင်ဖြစ်နေစကားမှုစိတ်ထားရင်လည်းမတူပါဒေါသရင်လည်းမတူပါအကြချင်းလည်းပဲစိတ်ကြချင်းလည်းဆန္ဒရာဂဖြစ်ပုံရင်တူမှမတူပဲကိုတူပါမလားဒီနေ့ဘုန်းကြီးကဤတုတ်တန်းကိုဆုံးအောင်ဟောမယ်လို့သိဘူးတော့မဆုံးတော့ဘူးဗျ။ညာကြီးကစိတ်ကားသိပြီ။ကဲဒါဝိယောဂီပြသည်ဟိုမှာဘက်ကနိဗ္ဗာန်ကိုလိုချင်ကြခြင်းပါတယ်ဖះဆိုရင်ဘယ်ဘုံမှာဘာရောက်ရမလဲ။ဒီခန္ဓာဘုံမှာညာရောက်ကြမယ်ဆိုရင်တက္ကရာဒိဋ္ဌိပြုတ်ပါလိမ့်ပဲတတ္တဒိဋ္ဌိဥစေတဒိဋ္ဌိဒါပေမဲ့တန်တရားဘဝတကူမှာတို့အလုံးတက္ကရာဒိဋ္ဌိတတ္တဒဒိဋ္ဌိဥစေတဒိဋ္ဌိဖြစ်ကြရတာတခြားကြောင့်လားခန္ဓာဘုံမှာညာမရောက်ခဲ့လို့လားခန္ဓာဘုံမှာညာရောက်ကြမယ်ဆိုရင်ဩဃရဲ့တဏ္ဍာမှာအမှန်ရှိတာကယောက်ျားဘုံမှာမရှိပါလားခန္ဓာ၅ပါးသာမှန်ကန်ရှိပါလားခန္ဓာ၅ပါးသာမှန်ကန်ရှိပါလားခန္ဓာ၅ပါးသာအမှန်ကန်ရှိပါလားလို့သိရင်တခြားပြောပါလားတက္ကရာဒိဋ္ဌိပြောပါလားတက္ကရာယောဂီများကခန္ဓာ၅ပါးဘုံမှာ
ဒီပညာမဲ့ခင်နှစ်ပါးဆိုရဲ့ညာနဲ့စွတ်စွတ်ဆက်ဆက်ကြည့်ရပဲဆိုရင်တခြားမြင်ရမှာလားဖြစ်ပြမြင်ရမှာလားဒါပေခန္ဓာ၅ပါးသည်အကြောင်းတရားတိုက်ဆိုင်တဲ့အခါမှာပေါ်ကြပင်ပေါ်ကြညာတော်လည်းပဲဘယုတ်ပဲနာဘယ်ခန္ဓာမှမမြဲပါဖြစ်ပြီးရင်ပေါ်ပြီးရင်ဒီကဲ့သို့ခန္ဓာပေါ်မှာညာနဲ့စိုက်ကြည့်တဲ့အတွက်ရုပ်ခန္ဓာကြီးလည်းဖြစ်ဖြစ်နတ်ခန္ဓာကြီးလည်းဖြစ်ဖြစ်ဖြစ်ပြဆိုတဲ့ဖြစ်ပြတော်ကိုတွေ့ရမရမယ်ဆိုရင်ဩဘယုတ်ပဲနာဘယ်ခန္ဓာမှမခံမဲကြပါလားဖြစ်ပြီးပျက်စီးရမယ်တရားကြီးပဲအပြက်ကိုမြင်ဗာတိတ်တိစဉ်အပြက်ကိုမြင်သတ္တရတိတ်တိစဉ်ဩခန္ဓာ၅ပါးကမကင်မြဲပဲနဲ့ခန္ဓာမစဲတဲနဲ့ဖြစ်ပြနေ냐တော်လည်းပဲခန္ဓာအစစ်မပြတ်ဘူးနော်ပြတ်ပါမလားရှေးခန္ဓာကပြည့်နောက်ခန္ဓာကအစားထိုးဟုတ်လားရှေးခန္ဓာပျက်စီးပြီးတဲ့အခါမှာနောက်ခန္ဓာအစမထိုးရင်ကျုပ်တို့အလုံးသေဝရာရှိရဲ့ကျုပ်တို့ကသစိမ့်နဲ့အတက်ရှိတာကိုနော်မြင်ခန္ဓာနဲ့မြင်ခန္ဓာပေါ်တယ်နောက်ခင်ခန္ဓာအစမထိုးရင်သေပြီဟုတ်လားခင်ခန္ဓာပေါ်တယ်နောက်ဆွဲလန်းတဲ့ခန္ဓာအစမထိုးရင်သေပြီအခုတော့ကျုပ်တို့အလုံးကျုပ်တို့တဏ္ဍာမရှိတဲ့ခန္ဓာ၅ပါးဒီခန္ဓာမစဲတဲနဲ့ဖြစ်လိုက်ပြက်လိုက်နေပါလေနေပင်နေ냐တော်လည်းပဲရှိကခန္ဓာတဲ့ပြတ်တော်မှလားတောက်တော်မှလားနောက်ခန္ဓာစားထိုးမှလားနောက်ခန္ဓာစားထိုးမယ်ဒါပေမဲ့ကျုပ်တို့အလုံးမသေးသေးတာဒီနောက်ခန္ဓာကအစားထိုးပြီးနေလေလို့ရှင်းမလားဒါပေမဲ့ရှိခန္ဓာပြည့်နောက်ခန္ဓာအစားထိုးတယ်ဆိုတော့ရှိခန္ဓာနဲ့နောက်ခန္ဓာတဲ့အကြောင်းတို့ပြမလားအကြောင်းတို့ဆက်မလားဒီကဲ့သို့ရှိခန္ဓာနဲ့နောက်ခန္ဓာတဲ့အကြောင်းတို့ဆက်တယ်အကြောင်းတို့ဆက်တယ်လို့သိရင်ဗာဒိဋ္ဌိပြုတ်မယ်တဲ့ပြန်မိမယ်ခန္ဓာကိုခန္ဓာမှသိရင်တက္ကရာဒိဋ္ဌိပြုတ်မယ်ခန္ဓာ၅ပါးရဲ့မခံမြဲတာသိရင်ရှိခန္ဓာနဲ့နောက်ခန္ဓာအကြောင်းတို့ဆက်တယ်လို့သိရင်ဒီကဲ့သို့ခန္ဓာပေါ်မှာညာရောက်တဲ့အတွက်တက္ကရာဒိဋ္ဌိသတ္တတာဒိဋ္ဌိဥစ္စေတာဒိဋ္ဌိအသိဉာဏ်အပြင်ပြုတ်ပြီးတဲ့အခါမှာကဲယောဂီများကအပွားဉာဏ်အပြင်ပြုတ်အောင်ဆဲပြီးမရှိပါဗျာဘူးလားဒီဒါကအသိဉာဏ်အပြင်ဒိဋ္ဌိ၃ပါးပြုတ်ရုံပဲရှိရဲ့အပွားဉာဏ်အပြင်မပြုတ်သေးပါပြုတ်ပြီလားမပြုတ်ရင်ဆက်ရှိပါပဲဒါပေကိုယ်ခန္ဓာကိုယ်ဉာဏ်နဲ့ကြည့်မှဆိုရင်တခြားတွေ့ရပါလားဖြစ်ပြတွေ့ရပါလားဒါပေမဲ့ယောဂီများရဲ့တဏ္ဍာမှာယုတ်ခန္ဓာဘုံမဲ့ဝေဒနာခန္ဓာဘုံမဲ့သင်ညာခန္ဓာဘုံမဲ့သင်္ခါရခန္ဓာဘုံမဲ့ဝိညာဉ်ခန္ဓာဘုံမဲ့ပေါ်လားပေါ်ပြီပေါ်ညာတော်လည်းပဲကျွတ်သူကတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပဆိုတဲ့ပညာမဲ့တဲ့တစ်ပါးဆိုရဲ့ဉာဏ်နဲ့စွတ်စွတ်ဆက်ဆက်စောင့်ကြည့်ပဲဆိုရင်ဟောနောက်ဆုံးကြတော့ယုတ်ခန္ဓာတွေ့ရမှာလားဖြစ်တော်ပြတော်တွေ့ရမှာလားဉာဏ်ခန္ဓာ၄ပါးတွေ့ရမှာလားဖြစ်ပြတော်တွေ့ရမှာလားဒီခန္ဓာ၅ပါးသဘောပါရဲ့ပုံမှာအောဖြစ်ပြပဲအောဖြစ်ပြပဲအောဖြစ်ပြပဲဘယ်ရုပ်ပဲနဲ့ဘယ်ခန္ဓာမှမခိုင်မဲကြပါလားဖြစ်ပြီးပျက်စီးရမှာကြီးပဲလို့ဖြစ်ပြသဘောကိုတွေ့ကြပြီးတဲ့အချိန်ကာလကစ၍ငါသူဘယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ဆွဲပါအောင်မလားဖြစ်ပြတဲ့အချိန်ကာလကစ၍ငါသူဘယောက်ျားမိန်းမဘယ်လိုမဆွဲတော့ရင်တက္ကရာဒိဋ္ဌိဒီတခြားအဘိဆင်မလားအပွားညာအဘိဆင်မလားတို့တော့အပေညာအဘိမစင်သေးပါစင်မလားအပွားညာအဘိဒိဋ္ဌိစေပဲစင်ညာတော်လည်းပဲအပေညာအဘိမစင်သေးကြတော့သောတာပတ္တိပညာဘုညာမရသေးဘူးဒါကြောင့်ကျေးဇူးရှင်အက္ကမပဏိတာမို့ဆရာတော်ဘုရားကြီးကဖြစ်ပြမြင်ညာတော်လည်းပဲရပထားနဲ့ဆက်ပြီးတော့ပွားပါဆက်ပြီးတော့ရှုပါအဆုံးမပေးဘူးလားဒါတော့ပဲယောဂီများကခန္ဓာ၅ပါးသဘောပါရဲ့ပုံမှာဖြစ်ပြမြင်ညာတော်လည်းရထားပါလားဆက်ရှုရပါလားဒါပဲရုပ်ပေါ်ရဲ့ဆက်ရှုပါနာမ်ပေါ်ရဲ့ခန္ဓာ၅ပါးပေါ်ရဲ့ဘယ်ရုပ်ပဲနဲ့ဘယ်ခန္ဓာမဆိုဖြစ်ပြမြင်ညာတော်လည်းပဲယောဂီများကစက္ကတေဝမြတ်စွာရှုမှပွားများပြကြမယ်ဆိုရင်ရှုပါများရင်ရဲမယ်ပွားပါများရင်ရှုပါများရင်တခြားရဲမှလားဉာဏ်ကရဲမှလားပွားပါများရင်တရားပြီမှလားဉာဏ်ကရဲမှလားဒီခန္ဓာ၅ပါးကလည်းသူ့ရဲ့သူပင်ကိုယ်သဘောကိုပြောလျက်ပဲ
ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ပြောရပဲနော်ခန္ဓာ၅ပါးကမပြောဘူးလားအေးခန္ဓာ၅ပါးကအေးပတ္တိကောအေးလာပါပတ္တတုကိုရှုပါရုပ်ခန္ဓာကလည်းပေါ်မှာခေါ်မှာပဲနာမ်ခန္ဓာကလည်းအေးပတ္တိကောလေအေးဟိလာပါပတ္တကဘာလဲအေးဟိကပတ္တကတခြားကခေါ်ပါလားခန္ဓာကခေါ်ပါလားခန္ဓာ၅ပါးသဘောပါကဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ပြားပြီးလာပါတုကိုရှုပါလာပါတုကိုရှုပါလို့ခေါ်တိုင်းယောဂီများကလည်းပဲညာနဲ့လိုက်ပြီးကြည့်မှဆိုရင်အဖြစ်ကိုလည်းမရမယ်အပြက်ကိုလည်းပဲအဖြစ်ကိုလည်းပဲအပြက်ကိုလည်းပဲအေးအဲ့ဒါဖြစ်ပြတော့ဒီပါများစွာထက်ကတက်ကခတ်စိတ်စိတ်မြင်လာရမှဆိုရင်ဩဘယ်ယုဘယ်နာဘယ်ခန္ဓာမှမြင်မြန်တည်တအခြေခံတဲ့ခန္ဓာ၅ပါးရဲ့လို့မရှိပါလားဖြစ်ပြီးပျက်စီးရမယ်တရားကြီးပဲလို့ခန္ဓာ၅ပါးတို့ရဲ့မမြင်မှုအပြည့်ကိုမမြင်ရဘူးလားမမြင်ပါဘူးရှင်းမှုအပြည့်ကိုအစိုးမရမှုအပြည့်ကိုခန္ဓာ၅ပါးတပါးဘာတို့ရဲ့မမြင်မှုအပြည့်ရှင်းမှုအပြည့်အစိုးမရမှုအပြည့်အာရိနိဗ္ဗာန်သဘောကိုတွေ့ရမြင်ရမယ်ဆိုရင်အပြည့်မြင်တဲ့ဉာဏ်ကတခြားလားမဟုတ်တဲ့ဉာဏ်လားဒီခန္ဓာ၅ပါးတဘာဘာရဲ့အနိစ္စဒုက္ခအနတ္တခေါ်တဲ့အပြည့်ကိုမြင်ပြီးမုံညာဝိပင်ဝိညာတော်လည်းပဲထသွားရမှာလားဆက်ရှိရမှာလားဒီယောဂီများကထမတော်ပဲနဲ့ဖြစ်ပြလို့ညာနဲ့ဆက်ကရှုမှပွားများပြကြမယ်ဆိုရင်ယောဂီများရှုမှပွားများတဲ့ညာကရှုမှပွားများပါအကြည့်ပြီးတော့ရင့်တန်လာမယ်ဆိုရင်ပိဋကကပိနောပိဋိဘာဝိကြဘာဝနာယောဂီများရှုမှတ်ပွားများတဲ့ဉာဏ်ကရင့်တန်လာမယ်ဆိုရင်ရင့်တန်မှုကြည်ရဆုံးပါရောဩဘယ်ယုဘယ်နာဘယ်ခန္ဓာမလို့ဒုက္ခသစ္စာမှာတပါဘာမှမရှိပါကလားဒုက္ခသစ္စာအစစ်မှန်တာဖြစ်ပါတကားဟု၍ပฏิဝေဒဉာဏ်နဲ့ပိုင်းခြားလိုက်မယ်ဆိုရင်ယောဂီများရဲ့ဉာဏ်အောင်မှာဖြစ်ပြဒုက္ခကြီးချိုးဆုံးပြီးတော့တွားမယ်ဟုတ်ကဲ့လားဘယ်ယုဘယ်နာဘယ်ခန္ဓာမလို့ဒုက္ခဆိုကြပြီးမှမရှိဒုက္ခသစ္စာအစစ်မှန်ပါတကားဟု၍ပฏิဝေဒဉာဏ်နဲ့ပိုင်းခြားလိုက်မယ်ဆိုရင်ကဲယောဂီများရဲ့ဉာဏ်အောင်မှာတရားပြမှာလားဒုက္ခဆုံးသွားမှာလားဖြစ်ဒုက္ခပြဒုက္ခလည်းဆုံးသွားပါရောရှုစရာအရှုကမရှိရောပဲရှုစရာအရှုကဖြစ်ပြမရှိရောပဲနဲ့အရှုညာမဲ့ခင်၅ပါးကလည်းမဲ့ခင်၈ပါးဆုံးလာပြီဖြစ်ပြဒုက္ခကြီးဟာလေကိုယ့်ရဲ့ဉာဏ်အောင်မှာရှုစရာမရှိတော့အကျွေးတမ်းမကြီးချိုးဆုံးသွားမယ်ဆိုရင်ဒီမှာဟုတ်လားအရှုကမရှိတော့ပဲနဲ့အရှုညာမဲ့ကြံတော့လေအရှုခံခန္ဓာရှိသေးလားအရှုညာမဲ့ခင်ပဲကြံတော့တယ်ဟုတ်လားဖြစ်ပြဆုံးသွားပါကြောဖြစ်ပြဆုံးကိုလည်းမရပါရောဖြစ်ပြဆုံးကိုမရတာကတခြားလားမဲ့ခင်၈ပါးလားခုနကဖြစ်ပြကိုမြင်ရင်ခါမှမဲ့ခင်၅ပါးဖြစ်ပြမြင်ရင်ခါမှဒီဖြစ်ပြဒုက္ခကြီးလည်းကိုယ့်ရဲ့ဉာဏ်အောင်မှာအကျွင်းတမ်းမကြီးချုပ်ဆုံးသွားပါကြောချုပ်ဆုံးသွားသည်နဲ့တပည့်နဲ့ထဲသီလမဲ့ခင်၃ပါးကမဝင်ဘူးလားဓမ္မဝါစာဓမ္မကမ္မတဓမ္မအဇီဝခေါ်တဲ့သီလမဲ့ခင်၃ပါးဝင်လာတဲ့အတွက်ခုနက၅ပါးရဲ့၈ပါးရဲ့ပေါင်းမယ်ဆိုရင်အဲ့ဒါတခြားလားမဲ့ခင်၈ပါးလားဒီဖြစ်ပြဆုံးပြီးမဲ့ခင်၈ပါးလည်းဆုံးလာပါရောဟောမဲ့ခင်၈ပါးကိုယ့်ရဲ့ဟာရမှာကိန်းတဲ့အချိန်ကာလကစပြီးပြီးလို့ဒီတခြားဖြစ်ရမှာလားသောတာပန်ဖြစ်ရမှာလားဒါပဲဖြစ်ပြမြင်အောင်ရှုဖြစ်ပြဘုံအောင်ရှုဖြစ်ပြဆုံးအောင်ရှုဖြစ်ပြဆုံးရင်တခြားဆုံးမလားမဲ့ခင်၈ပါးဆုံးမလားဒီမဲ့ခင်၈ပါးဆုံးပြီးသောတာပတိမညာဘုံညာလည်းရသွားပါရောကိုလိုရှိတဲ့အခါမှာဖလားသမဘာဝင်စားပြီးကြည့်မှဆိုရင်အိုခြင်းနာခြင်းသိခြင်းကိန်းတဲ့နိဗ္ဗာန်ချမ်းသာကိုတွေ့ဉာဏ်မြင်အားဖြင့်ကဲမမြင်ရဘူးလားမမြင်ပါဘူးဒါပေဩဃတိကိန်းတဲ့နိဗ္ဗာန်ကိုတွေ့ခြင်းမြင်ခြင်းကြောက်ခြင်းပါတဲ့ဘုရားဆိုရင်တခြားဉာဏ်ရောက်ပါလားခန္ဓာဘောဉာဏ်ရောက်ပါလားဒါပေကိုယ်ခန္ဓာကိုယ်ဉာဏ်နဲ့ကြည့်ရင်တခြားမြင်ရမလားဖြစ်ပြမြင်ရမလားဖြစ်ပြမြင်ရမယ်ဆိုတော့ဖြစ်ပြကဘာသစ္စာဖြစ်ပြကြီးပဲလို့အမှန်ကန်မြင်တော့ဉာဏ်ကဘာသစ္စာဒီဖြစ်ပြခေါ်တဲ့ဒုက္ခသစ္စာကိုဘက်ကသစ္စာနဲ့အမှန်ကန်သိအမှန်ကန်မြင်တော့ဤခန္ဓာမျိုးပြန်လို့ခြင်းမဟုတ်မလားဤခန္ဓာမျိုးပြန်မလို့ခြင်းတဏှာသိပြီသိတဏှာမသိဘူးလားတဏှာသိသွားရင်သိရကဘာသစ္စာ
လူရင်ကြခြင်းပါစေခေါ်တဲ့တဏှာသမုဒယသိသွားရင်ကဲအနာဂတ်မှာဤခန္ဓာမျိုးပြန်ရပါဦးမလားအနာဂတ်မှာဘယုဖဏဘယ်ခန္ဓာမှပြန်မရတော့ရင်ခန္ဓာငါးပါးချုပ်ငြိမ်းရာဌာနကဘာသစ္စာဖြစ်ပြက်ကဘာသစ္စာနေနဲ့ဉာဏ်ကဘာသစ္စာသိသွားတာကဘာသစ္စာဟောဘယုဖဏဘယ်ခန္ဓာမှပြန်မရတော့ဘူးဘာသစ္စာဒီဤကဲ့သို့သစ္စာလေးပါအလုပ်ဝိတရားများကိုကြည်ကြံကြိုးစားပေါ်များပြီးစကားလာဤဝဤခန္ဓာမစောက်ခင်မညာဘုညာရ၍ဟောမဘကနိဗ္ဗာန်တို့ကိုတွေ့ဉာဏ်ဖြင့်အပြင်အာယုပြုနိုင်ကြပါစေဆိုပြီးတရားပွဲဒီကုန်းချုပ်ကြအောင်စို့